တွေ့ဘုဘကအနောက်ကထိုင်တဲ့သူတွေတော့ပြိတ္တများရှိဆရာနဲ့နီးလေကောင်းနေပဲနော်ရှေးစွာဘုရားသခင်ကိုကျေးဇူးတင်ပါတယ်ကျွန်တော်တို့တရက်တာပေါ့ဓမ္မကျမ်းစာသင်ကြားခြင်းတဏှာရင်ထိကျွန်တော်ကျမ်းစာမသင်ခင်ပေါ့ပြိတ္တနဲ့ကျွန်တော်နဲ့သဘောတူရအောင်ကျွန်တော်ကပလင်ပေါ်မှာလဲနေတယ်အရက်တည်းရှိတယ်ခင်ဗျားတို့ကထိုင်နေတယ်ဆိုတော့ငိုက်တော့ငိုက်ပါမအိပ်ပါနဲ့ကျမ်းစာသင်တွေ့ရတယ်ငိုက်တော့ငိုက်ပါမအိပ်ပါနဲ့အဲ့လိုပြောတဲ့အခါမှာအိပ်တဲ့လူတွေ့ပြန်အောင်အိပ်တော့အိပ်ပါမဟောက်ပါနဲ့အဲ့ရင်ဟောက်တာကြားဘူးလားကြားဘူးလားကိုဟောက်ရင်တော့ကိုမသိဘူးပေါ့နော်လူများဟောက်တယ်ဆိုကိုကြားရတယ်ဟောက်တော့ဟောက်ပါမကြဲပါနဲ့ဟောက်လို့ကြဲပြီးဆိုရင်ခဏ break လုပ်မယ်အားလုံးသဘောတူလားတူလားမတူလို့မရဘူးလေဆရာသင်ချင်းနေတယ်ဒါပေမဲ့အပေါ်မှာသင်ချင်းနေအောက်မှာဟောက်နေပြီဆိုရင်တော့အလုပ်မဖြစ်တော့ဘူးလေဒါပေမဲ့ကျမ်းစာမသင်ခင်ကျွန်တော်တို့အားလုံးဘာဖြစ်လဲပြိတ္တနဲ့ကျွန်တော်နဲ့သဘောတူအောင်ဟောက်တာအတန်ကျယ်ပြီးဆိုရင်ကျွန်တော်ခဏ break လုပ်မယ်โอเคဒါဆိုရင်ဒီနေ့2026ခုနှစ်နှစ်တစ်3ရက်ရောက်3ရက်ရောက်မလျှောက်ရသေးတဲ့နှစ်တစ်ခီးကိုအစပြုတဲ့ဒီအသင်းတော်ကကျမ်းစာနဲ့ဘာဖြစ်လဲအစပြုတဲ့အခါမှာကျွန်တော်ကနှစ်တစ်ဆိုတာစရင်ချုပ်တဲ့ကာလကဲ2025ခုနှစ်ကျော်သွားပြီကျော်သွားတဲ့အခါမှာနံပါတ်1ဖျားသခင်ပို့လို့နှစ်တစ်ရောက်တာကိုကျမ်းမာလို့ကိုဆေးဝါးကောင်းလို့ဆရာဝန်တင်ရှိလို့အသက်ရှင်ပြီးတော့နှစ်တစ်ရောက်တာမဟုတ်ဘူးဒါပေမဲ့နှစ်တစ်ရောက်တိုင်းပေါ့နှစ်ဟောင်းမှာဘုရားသခင်ပို့ခဲ့တဲ့ဘာဖြစ်လဲတော့ကောင်းကြီးမင်္ဂလာတွေဘုရားသခင်ကျွန်တော်တို့ကိုခက်ခဲမှုတွေကကြော်ဖြတ်နိုင်တဲ့ခွန်အားတွေကိုပြန်တတိရအောင်နှစ်သိရောက်ပြီးဆိုရင်ကြံခဲ့တာတွေဘာမှတတိမရပဲခြံထားဖို့မဟုတ်ဒုတိယနှစ်သိရောက်တဲ့အခါတိုင်းဒုတိယကတော့ဘာလဲဆိုတော့ကိုမှားခဲ့တာတွေရှိတယ်ဒီနေရာမှာကျွန်တော်တို့အားလုံးမှားမိတာတွေကိုနှစ်သက်ထဲရောက်ရင်ပြန်မမားဘူးဒီအမားကိုနှစ်သက်ထဲကိုထပ်ပြီးမကျူးလို့ဘူးဒါတော့ဇန်နဝါရီလဆိုတာဂျီနက်ဆိုတဲ့နတ်ဖျားကိုဂုံပြုတာအဲ့ဂျီနက်ဆိုတဲ့နတ်ဖျားမှာတဲ့မျက်နှာနှစ်ဖက်ရှိတယ်နောက်မျက်နှာတတဝါအားလုံးဟာနောက်ကိုကြည့်ချင်ပြန်လှည့်ရသူကတော့မဟုတ်ဘူးနောက်မျက်နှာမှာနှစ်ဟောင်းမှာနှစ်ချက်ကိုကျွန်တော်သင်ခန်းစာပြန်ယူပါကိုမှားခဲ့တာကိုနှစ်တစ်မှာထပ်မမှားဘူးဒုတိယကတော့ဘုရားသခင်ပို့တဲ့နေ့ရက်ဒီအတွက်နှစ်တစ်ထဲရောက်လာတာကိုကျေးဇူးတော်ချီးမွမ်းဖို့ကဲရှေ့မျက်နှာကြတော့ဗာလဲဆိုတော့ရှေ့ကိုသွားတဲ့နှစ်တစ်ခရီးမှာတဲ့တုတ်တန်ကျမ်းခန်းကြီး3အငယ်9-6-9မှာထာဝရဘုရားကိုစိတ်နှလုံးအကျွမ်းမဲ့ကိုးစားပါကိုညံကိုအမိမပြုနှင့်သွားလေရာ၌ထာဝရဘုရားကိုမျက်မှောက်ပြုပါနှစ်တစ်ကိုသွားရင်ကျွန်တော်တို့ကဘုရားကိုပဲမျက်မှောက်ပြုပြီးတော့ခီးဆက်ပါဒါဆိုရင်တဲ့တဲ့ရဲ့လမ်းခီးကိုကျွန်တော်နှစ်တစ်ရဲ့လမ်းခီးကိုဘုရားကပဲ့ပင်မယ်တနည်းအားပြောလို့ရှိရင်နှစ်တစ်ကိုကျွန်တော်တို့သွားတဲ့3ရက်ရောက်ပြီ365ရက်မှာ300ကျော်ကမလျှောက်ရသေးဘူးဒါဆိုရင်ကျွန်တော်တို့အားလုံးမျက်မှောက်ပြုပါဘသူ့ကိုမျက်မှောက်ပြုရမှာလဲထာဝရဘုရားကိုမျက်မှောက်ပြုပြီးတော့နှစ်တစ်ကိုလျှောက်ကောင်းပြီဒါဆိုရင်နှစ်တစ်ဆိုတာစရင်ချုပ်တဲ့ကာလ NGO မှာပဲလို့တိုင်းပြည်တာဝန်ထမ်းဆောင်တဲ့ဝန်ထမ်းပဲလို့ကုမ္ပဏီမှာပဲလို့2025ခုနှစ်ကိုကျွန်တော်စရင်ချုပ်ရအောင်ကျွန်တော်လျှောက်ခဲ့ပြီးသွားပြီပြန်လဲပြင်လို့မရတော့စရင်ချုပ်ရင်အုပ်စု3စုရှိတစုကတော့စာမွဲကြတယ်ကျွန်တော်တို့စရင်ချုပ်ပြီးတော့တင်ရမှာလဲဘသူ့ကိုတင်ရမှာလဲဆို
ဖယားကိုတင်ရတအုပ်စုကစာမွေးကြတယ်ဘယ်လိုလူတွေစာမွေးကြတယ်ကျွန်တော်တို့ခရိယန်ဘုန်းကြီးတိတ်ခါရဆရာကျမ်းစာတင်တဲ့သူအချို့တော့အားလုံးမဟုတ်ဘူးဘာဖြစ်လို့လဲသူတို့ကအမှုတော်ဆောင်တွေပဲလေပလင်ပေါ်မှာကျမ်းစာတင်တဲ့အခါမှာတရားဟောတဲ့အခါမှားရောနဲ့သွန်သင်တဲ့သင်အုပ်ဆရာတွေအမှုတော်ဆောင်တွေကျမ်းစာတင်တဲ့လိုင်းပေါ်မှာအများကြီးပဲတွေ့ရတယ်ဒါညင်းလို့မရဘူးအဲ့လိုမျိုးလူတွေကအသင်းသူအသင်းသားယုံကြည်သူတွေကိုလမ်းလွှဲအောင်လုပ်တဲ့သူတွေအားလုံးစာမွေးကြတယ်သူကနာမည်ကြီးတဲ့ဆရာဖြစ်နိုင်တယ်လူသိတဲ့ဆရာလည်းဖြစ်နိုင်တယ်ဒါပေမဲ့မှားယွင်းတဲ့တွင်တင်တဲ့ဆရာအကုန်လုံးဟာစာမွေးကြတယ်ဒုတိယစာမွေးကြတဲ့သူတွေကအသင်းသားတွေအဲ့ဆရာမှားနေတာကိုတဲ့ထောက်ခံတဲ့အသင်းသားတွေစာမွေးကြတယ်ကျွန်တော်ပတ်ဝန်းကျင်မှာလိုင်းပေါ်မှာရှိနေတယ်ဖခင်ရဲ့တရားကိုလမ်းလွဲအောင်လုပ်တဲ့သူအကုန်လုံးလမ်းလွဲတဲ့ဆရာတွေကိုထောက်ခံတဲ့သူအကုန်လုံးစာမွေးကြတယ်ဒါ2025ခုနှစ်ရဲ့ record ကဲဒုတိယစာမွေးအောင်သူစ조사ပြီးတော့လိုက်လျှောက်တယ်မတတ်နိုင်တာတွေလည်းရှိတယ်တတိယဂုံတူးထွက်တယ်ကဲကျွန်တော်နဲ့လိုင်းပေါ်မှာစမ်းစာခံယူနေတဲ့သူတွေနဲ့ဒီပြိတ္တတွေနဲ့အဲ့အုပ်စု၃စုထဲမှာဘယ်အုပ်စုမှာပါမှာလဲကိုအသိဆုံးပဲပြန်ပြင်လို့လည်းမရတော့ကျွန်တော်တပည့်မလေးတယောက်ကဆရာတဲ့ကျမကတော့တဲ့စာမွေးအောင်တယ်ဒါပေမဲ့ဘလို့အောင်တာလဲဆိုတော့ဆရာမက grace ပေါ့ကျေးဇူးတော် Mauritian ထိုင်တာ2မှတ်3မှတ်တိုးပေးပြီးတော့အောင်တာကဲဒီပြိတ္တတွေအကုန်လုံးဘယ်အုပ်စုထဲမှာပါလဲကိုယ့်ကိုအသိဆုံးပဲဖျားကိုလည်းညာလို့မရဘူးကောင်းပြီဒါဆို2026ခုနှစ်နောက်ဆုံးသောရက်ရောက်ရင်လည်း report တင်ရမယ်2025ခုနှစ် result ထက်ပိုကောင်းရမယ်ပိုကောင်းအောင်အသက်ရှင်မှာဖျားသခင်ဘုန်းထင်ရှားတဲ့အသင်းသူအသင်းသားတွေဖျားသခင်ဘုန်းထင်ရှားတဲ့သင်းဦးဆရာတွေဖျားသခင်ဘုန်းထင်ရှားတဲ့ကျမ်းစာတင်တဲ့အမှုတော်ဆောင်တွေဖြစ်မယ်ပိုကောင်းအောင်အသက်ရှင်ဖို့တစ်ခုပဲလုပ်ပါယောဟန်ခန်းကြီး8အငယ်31သင်တို့သည်တဲ့ငါ၏ဒေသနာ၌တည်ရင်ငါတပည့်အစ်စ်ဖြစ်တယ်ဒေသနာ၌တည်တဲ့သူပဲဂုဏ်ထူးထွက်မှာဒေသနာ၌တည်တဲ့သူပဲစာမွေးအောင်ပါဒေသနာ၌မတည်တဲ့မိသူမဆိုစာမွေးတဖုံဖုံကြမှာပဲဒါကြောင့်ကျွန်တော်တို့အားလုံးဒီကျမ်းစာသင်တန်းဟာတစ်နှစ်လုံးအတွက် assignment ကျွန်တော်ငငယ်တော့က state ကျောင်းမှာကျွန်တော် UK ကျောင်းမှာအထက4ကျင့်မတိုင်းကျောင်းမှာကျွန်တော်ကျောင်းတက်ခဲ့ရန်ကုန်မှာပေါ့ကျောင်းတက်ခဲ့တော့ကျွန်တော်8တန်း9တန်း10တန်းမှာဘာလုပ်လဲဆိုတော့ volleyball ပုတ်ကျွန်တော်တို့ရန်ကုန်တိုင်းမှာ16နှစ်အောက်လူငယ်ကျွန်တော်ရက်ကွက်ကဗော်လီဘောသွားပုတ် chemistry ဆရာမကစာအမေးတန်ကျွန်တော်9တန်း10တန်းမှာဒီမှာလဲပြိုင်ပွဲဆရာမကလည်းအပတ်တိုင်းစာမေးတယ်အဲ့အပတ်မှာပြိုင်ပွဲရှိတော့ကျွန်တော်စာမချက်ဖြစ်တော့အတန်းကိုမဝင်ချင်ဘူးကြောင်းလည်းမပြေးတတ်ဘူးနောက်ပြီးဆုံးတော့အဲ့အတန်းကိုဝင်ဖို့အတွက်စိတ်လေးနေကျွန်တော်တငယ်ချင်းကိုမေးတယ်မင်းရောစာချက်ခဲ့တာမင်းနဲ့ငါနဲ့ဘော်လီရောအတူတူပုတ်ခဲ့တာဘယ်လိုလုပ်ချက်မှာလဲကျွန်တော်အားရှိသွားပြီကိုကစာမရဘူးသူလည်းစာမရဘူးဆိုတော့ तू ကကျွန်တော်အားပေးတယ်မင်းတိတ်စိတ်မပူပါနဲ့တဲ့ဟာစာမရရင်မေးပါဒီဆီယမမေးပါလဲငါသိတယ်တဲ့ဒါပေမဲ့အဲ့ဆီယမ45မိနစ်ပဲအတန်းဝင်တာပြီသူခေါင်းလောင်းခေါက်ရင်တခြားအတန်းပြောင်းရတယ်လေအဲ့45မိနစ်အတွင်းမှာဘာဖြစ်လဲဆိုတော့ငါတို့အတန်းမှာလူ90လောက်ရှိတယ်ငါတို့မေးချင်မှမေးမှာသူအများဆုံးမေးရင်တဲ့9ယောက်ပဲ10ယောက်ပဲအဲ့ထဲမှာငါတို့ပါချင်မှပါမှာမင်းတိတ်ပြီးတော့မကြောက်ပါနဲ့ကျွန်တော်အားပြီးတယ်ကျွန်တော်ကလည်းဝမ်းသာတာပေါ့ကိုနဲ့အတူစာမရတဲ့သူရှိတယ်ဆရာမကလည်းသူ့အချိန်နဲ့ပဲသူမေးမယ်ဆိုတော့ကိုမပါတော့ဘူးပေါ့
အဲ့ဒီကြောက်တင်ဘုံရဲ့အပေါ်မှာနိုင်ရှိတယ်အတန်းဝင်သွားပြီကျွန်တော်ကတခြားចောင်းသားတွေထက်အရက်နည်းနည်းရှိကျွန်တော်ရှေ့မှာကျွန်တော်တငယ်ချင်းကပုတယ်ပုပေမဲ့လေကျွန်တော်ကစာမရတော့ဆရာမကိုလည်းမကြည့်ရဘူးခေါင်းလေးငုပ်ပြီးတော့သူ့ရဲ့ကြောကုန်းကွယ်ထားရတယ်အဲ့9မိနစ်တယောက်မေးပြီး10မိနစ်တယောက်မေး15မိနစ်တယောက်ကိုမပါဘူးနိုင်ဝက်မေးပြီး45မိနစ်ပြည့်ခါနီးမှာဝမ်းတာနေပြီနောက်တစ်ယောက်ပဲကြံတော့တယ်ငါမပါတော့ဘူးနောက်ဆုံးတစ်ယောက်ကဆရာမမေးတဲ့သူကကျွန်တော်ပဲဖြစ်တယ်ဟာကျွန်တော်စာမရတော့ဆရာမမရိုက်ဘူးဒါမဲ့ခုံမတက်ကျွန်တော်တငယ်ချင်းမရတာသူ့မမေးတဲ့အတွက် तू ကအောက်ကနေကျွန်တော်ဂျီပြီးတော့ပြောတယ်ငါ့ကိုမမေးဘူးဆိုတော့ငါထိုင်ကုန်ပေါ်မထရဘူးဒေါသထွက်တယ်ဒါပေမဲ့ကိုမစာမရတာကျောင်းသားတွေတငယ်ချင်းတွေကြည်နေတဲ့အကြည့်อ่ะမခံနိုင်ဘူးကျွန်တော်စာမရတော့ကအဲ့လိုဖြစ်ဘူးပဲမှတ်ထားတယ်နောက်တစ်ပတ်ဆရာမမေးတယ်ဗော်လီဘောပွဲတွေရှိနေပြီမှာငါရအောင်ကြက်မယ်ကြက်ပြီးတဲ့အခါမှာစာရပြီးဆိုတော့ကုတ်ချောင်းနဲ့မဝင်တော့ဘူးအခန်းထဲကိုခက်တီနဲ့ပဲဝင်လာတယ်အဲ့45မိနစ်မှာဆရာမမေးအောင်လို့ကျွန်တော်ကအရက်က8ရက်သားနဲ့ခေါင်းမော့ပြီးတော့ဆရာမကိုရှောက်ကြည့်ဆရာမကျွန်တော်မေးကျွန်တော်တစ်သက်လုံးစာမရတဲ့အကြောင်းသားမဟုတ်ဘူးရတယ်အဲ့လိုဆရာမမျက်နှာကိုရှောက်ကြည့်နေတာဆရာမကကျွန်တော်ကို45မိနစ်သာပြီးသွားတယ်တခါမှမမေးဘူးဒေါသထွက်တယ်ကစာရတဲ့အချိန်တော့မမေးဘူးစာမရတဲ့အချိန်ပုံးနေတာတော့မှမေးတယ်အခုကျွန်တော်2026ခုနှစ်နောက်ဆုံးတော့ရက်ရောက်ရင်နှစ်တစ်ကူးတဲ့အခါတိုင်းစာမရတဲ့ចောင်းသားလို့ကုတ်ချောင်းနဲ့ခေါင်းငုပ်ပြီးတော့နှစ်တစ်ထဲဝင်ရတဲ့အဖြစ်မျိုးမဖြစ်ပါစေနဲ့ဘုရားသခင်ကို report တင်တဲ့အခါမှာသခင်ယေရှုကတာဓုသစ္စာရှိတဲ့ငယ်သားလို့အခေါ်ခံရအောင်ကျွန်တော်တို့နှစ်တစ်မှာတစ်နှစ်လုံးအတွက် assignment အခု2025ခုနှစ်ကုန်သွားပြီ report တင်တာဘယ်လို result ပဲရ2026ခုနှစ်ရဲ့3ရက်ကိုရောက်2026ခုနှစ်ရဲ့နောက်ဆုံးသောရက်ရောက်ရင်သခင်ယေရှုကို report တင်ရင်ကုတ်ချောင်းနဲ့စာမရတဲ့ကျွန်တော်တို့မဖြစ်ပါစေနဲ့အားလုံးသဘောတူလားတစ်နှစ်လုံးအတွက် assignment 2026ခုနှစ်မှာကျွန်တော်စံစာလာမတင်ရင်လေဒါလေးတော့တတိယပါကိုရှိတဲ့နေရာမှာကဲဂုံတူးထွက်ချင်ရင်တစ်ခုပဲလုပ်ပါယောဟန်ခန်းကြီး8အငယ်31ကျွန်တော်အခုနဖော်ပြယေရှုကတဲ့တင်တို့ဒီငါ့ဒေသနာ၌တည်ရင်ငါတပည့်အစ်စ်ဖြစ်တယ်ဒါဆိုရင်ခေါင်းစဉ်တစ်ခုသွားရအောင်ဒေသနာ၌တည်ဖို့ဆိုရင်ကျွန်တော်ဘာကြီးလုပ်ရမလဲဒီနေ့ခေါင်းစဉ်ကြီးတွေကိုတစ်ချက်ပြီးတစ်ချက်ကျွန်တော်ဖော်ပြချင်ပါတယ်ဒါမှဂုံတူးထွက်မှာ report တင်တဲ့အခါမှာဘာဖြစ်လဲစာရတဲ့အကြောင်းသားတို့ကျွန်တော်တို့ဘာဖြစ်မလဲဆိုတော့ဝမ်းသာစွာဖြစ်သခင်ယေရှုပြောတဲ့တာဓုသစ္စာရှိတဲ့ငယ်သားတို့အခေါ်ခံရအောင်တစ်နှစ်လုံးလုပ်ရမယ့်အရာခေါင်းစဉ်ကြီး3-4ခုကိုဒီနေ့တစ်နေ့ကကျွန်တော်အတူတကွလေ့လာရအောင်နံပါတ်1ပေါ့ဖျားသခင်နဲ့အတူသွားလာရှင်းပေါ့ဘုရားသခင်နဲ့အတူသွားလာဖို့နှစ်သက်မှာပထမဆုံးခေါင်းစဉ်လောကမှာအကောင်းဆုံးအသက်ရှင်တဲ့နီးဟာတဲ့ကိုဖန်ဆင်းတဲ့ဖျားနဲ့အတူတူသွားခြင်းဒီ2026ခုနှစ်မှာကျွန်တော်တို့ဖျားသခင်ကိုနှစ်ကုန်လို့ရှိရင် report တင် result ကောင်းမှုကျွန်တော်တို့လုပ်ရမယ့်အရာကဖျားသခင်နဲ့အတူသွားလာတော့သူများကိုဖန်ဆင်းတဲ့ဖျားနဲ့အတူသွားခြင်းဟာတဲ့လောကမှာအကောင်းဆုံးအသက်ရှင်တဲ့နည်းတဲ့ဘယ်သူကပြောလဲဆိုတော့ John Wesley ဒါကြောင့်ဒီမှာရှိတဲ့အသင်းသူအသင်းသားတွေ line ပေါ်မှာနှုတ်ပတ်တော်ကိုကျမ်းစာကိုခံယူနေတဲ့သူအားလုံးဒီနှစ်သက်မှာ
ဖျားသခင်နဲ့အတူသွားလာခြင်းဆိုတာကျွန်တော်တို့အားလုံးဘာဖြစ်လဲကြည့်ရအောင်ကျမ်းစာထဲမှာဖျားသခင်နဲ့အတူသွားတဲ့သူတွေရှိတယ်ဖျားသခင်နဲ့အတူမသွားတဲ့သူတွေရှိတယ်သွားတဲ့သူတွေ result ကဘာဖြစ်လဲမသွားတဲ့သူ result ကဘာဖြစ်လဲဒါကျမ်းစာထဲမှာလည်းရှိတယ်ကျွန်တော်တောင်ငူမြို့မှာလည်းရှိတယ်အသင်းတော်တိုင်းမှာလည်းရှိတယ်ဒါဆိုကျွန်တော်တို့ကဖျားသခင်နဲ့အတူသွားတာတမန်ကျမ်းစာထဲကလူပုဂ္ဂိုလ်တွေကိုကျွန်တော်ဖော်ပြကြည့်တမန်ကျမ်းစာထဲကနံပါတ်1အေးနောက်ကပ္ပဦးကျမ်းခန်းကြီး6 sorryကပ္ပဦးကျမ်းခန်းကြီး9 21ကနေ24ကျွန်တော်ပြိတ္တတွေကျမ်းစာဥပ္ပါမယ်နော်အတူတူဖတ်ကြည့်ရအောင်ဖျားသခင်နဲ့အတူသွားတဲ့အုပ်စုထဲပါနံပါတ်1ကျွန်တော်ကအေးနောက်ကိုဆွဲထုတ်ကြည့်တယ်ကျွန်တော်ကျမ်းစာအုပ်ကဘာဦးကျမ်းဆိုထိတ်ဆုံးကပဲနော်အတူတူဖတ်ကြည့်ရအောင်1 2 3အေးနောက်ဒီကဲအားလုံးအတူတူညီညီညာညာနဲ့ဖတ်ရအောင်1 2 3အေးနောက်ဒီအသက်65နှစ်ရှိသောသားမသုရှလကိုမြင်လေ၏မသုရှလဖွားမြင်သောနောက်အေးနောက်သည်အနှစ်300ပတ်လုံးဖျားသခင်နှင့်အတူသွားလာ၍သားသမီးများကိုမြင်လေ၏အေးနောက်အသက်နှစ်ပေါင်း365နှစ်တည်းအေးနောက်သည်ဖျားသခင်နှင့်အတူသွားလာ၏နောက်တစ်ဖန်သူသည်မရှိအကြောင်းမူကားဖျားသခင်သိယူတော်မူသောကြောင့်ဒီကဲအေးနောက်ရဲ့အထုပ်ပတ်တိပေါ့အေးနောက်ဟာတဲ့အသက်65နှစ်ပြည့်တဲ့အခါသူ့ရဲ့အထုပ်ပတ်တိဟာ65နှစ်ပြည့်တဲ့အခါမှာမသုရှလသူသားမသုရှလကဲမသုရှလဟာကဘာပေါ်မှာအသက်အကြီးဆုံးအရှိဆုံးကြားဘူးလားကဲအသက်ဘယ်နှစ်လဲဘယ်လောက်လဲကျွန်တော်တို့မသိရင်ဗုဒ္ဓဘာသာ96ခိုးအဖွဲရှိတယ်969နှစ်ကဘာပေါ်မှာအသက်အရှိဆုံးနှစ်တည်းအများကြီးနေခဲ့ရတယ်ကျွန်တော်ကမသုရှလကိုစိတ်ဝင်စားတယ်ကဘာပေါ်မှာအသက်အရှိဆုံးပုဂ္ဂိုလ်ဟာမသုရှလကဲမသုရှလဘာကြီးလုပ်ခဲ့လဲကျမ်းစာမှာဘာမှမရေးထားဘူးကဲဒီမှာရှိတဲ့ပြိတ္တတွေကိုကျွန်တော်မေးကြည့်မယ်အသက်ရှည်တာကောင်းလားတူတာကောင်းလားရှည်တာကောင်းလားတူတာကောင်းလားတူတာကောင်းတယ်မတူမရှိကဲအသက်ရှင်တဲ့သူအားလုံးဟာတဲ့အသက်ရှည်တာကောင်းတယ်လို့ပါစနစ်အများစုကဖြေတယ်ချွင်းချက်တွေတော့ရှိတာပေါ့လူတိုင်းဟာအသက်ရှည်တာကောင်းတယ်လို့ရေဘူးရအဖြစ်အားလုံးထောက်ခံတယ်ဒါပေမဲ့ကျွန်တော်ကမထောက်ခံရက်ွက်ထဲမှာတောင်ငူမြို့မှာမြန်မာပြည်မှာကဘာပါမကောင်းတဲ့သူတွေအသက်ရှည်တာကောင်းလားမြေကြီးကိုဒုက္ခပေးတဲ့သူတွေအသက်ရှည်တာကောင်းလားကောင်းရင်ကျွန်တော်တို့ဒုက္ခရောက်နေတာလေဒါပေမဲ့လူတိုင်းအသက်ရှည်တာမကောင်းဘူးကောင်းတဲ့သူတွေအသက်ရှည်မှကောင်းတာမကောင်းတဲ့သူတွေအသက်ရှည်တယ်မကောင်းတဲ့သူတွေဆိုတာဘာဖြစ်လဲလူတစ်ယောက်ကိုမိသားစုတစ်စုကိုနိုင်ငံတစ်ခုကိုရည်ရွယ်ချက်ရှိရှိလုပ်တဲ့သူတွေအသက်ရှည်တာမကောင်းဘူးအားလုံးသဘောတူလားတူလားတူတာပေါ့မတူလို့မရဘူးလေမကောင်းတဲ့သူတွေအသက်ရှည်ကျွန်တော်တို့ကဒုက္ခအကြီးကျယ်ရောက်နေတာလေရက်ွက်မှာအသင်းတော်မှာဒါပေမဲ့လူတိုင်းအသက်ရှည်တာမကောင်းဘူးမကောင်းတဲ့သူတွေအသက်ရှည်တာမကောင်းဘူးကောင်းတဲ့သူတွေအသက်ရှည်တာကောင်းတယ်ဒါကြောင့်လို့ကျွန်တော်တို့အားလုံးလူတိုင်းဟာကောင်းတဲ့သူတွေအသက်ရှည်တာပဲကောင်းတာလူတိုင်းအသက်ရှည်တာမကောင်းဘူးမကောင်းတဲ့သူတွေအသက်ရှည်တွေဒုက္ခဖို့ရောက်တယ်အခုကျွန်တော်တို့ကိုရည်ရွယ်ချက်ရှိရှိဒုက္ခပေးတဲ့သူတွေရဲ့မျက်နာတွေနှလုံးမျက်လုံးထဲမှာပေါ်တာပဲဒါတော့ကျွန်တော်တို့အားလုံး
မတုရှလဟာဘာတစ်ခုမှမလုပ်ခဲ့ဘူးမှတ်တမ်းမှတ်ရဘာတစ်ခုမှမထားခဲ့ဘူးဒါကြောင့်တချို့လူတွေကလောကကြီးထဲကိုလာတာထမင်းချက်တန်းလာကစားတာဒီမနေ့ဘာရင်စားမလဲညနေဘာရင်စားမလဲပြီးရင်အတုပါဖြစ်တယ်တင်ကြိုင်းသွားတယ်ထမင်းစားဖို့လာတာဖြစ်နေတယ်သခင်ယေရှုကဖခင်ကငါတို့လူသားအနေနဲ့လာတာထမင်းချက်တန်းလာကစားဖို့လောကကြီးထဲကိုပို့လိုက်တာမဟုတ်ဘူးကျွန်တော်စိတ်မဝင်စားတော့ဘာတစ်ခုမှမလုပ်တဲ့သူမသူရှိလားကဲကျွန်တော်ရဲ့ဇက်လိုက်အနှစ်300ပတ်လို့ဖခင်နဲ့အတူသွားတယ်ဖခင်နဲ့အတူသွားတယ်365ကျွန်တော်ရဲ့အေးနောက်ရဲ့ဇက်လန်းကအဓိကမိန်းဟာဖခင်နဲ့အတူသွားတယ်ဒီစကားသိလာတယ်ဖခင်နဲ့အတူသွားတယ်365နှစ်နေရတယ်ကဲတစ်နှစ်မှာဘယ်နှစ်ရက်ရှိလဲ365ရက် तू က365ရက်မှာမတည်ဘူးတဲ့မတည်အရှင်လက်လက်တည်တဲ့အရာသာမခံစားရဘူးအရှင်လက်လက်ဘုရားသခင်ကသူ့ကိုချီဆောင်သွားတယ်ဖခင်နဲ့အတူသွားရင်ကောင်းကြီးမင်္ဂလာ3ခုရှိတယ်နံပါတ်1ဖခင်နဲ့အတူသွားရင်ကောင်းကြီးမင်္ဂလာ3ခုရှိတယ်ဖခင်ဘုံထင်ရှားတယ်ဖခင်သခင်စီကကောင်းကြီးမင်္ဂလာရတယ်နံပါတ်3ကသိခြင်းမရှိဘူးလူတယောက်ကကိုယ့်ကိုဖန်ဆင်းတဲ့ဖခင်နဲ့အတူနေ့တိုင်းသွားရင်ကောင်းကြီးမင်္ဂလာ3ခုရှိတယ်တစ်ခုကဒီလူအသက်တာဖခင်ဘုံထင်ရှားတယ်ဘာကြောင့်လဲဖခင်နဲ့အတူသွားလို့နံပါတ်2ဒီလူအသက်တာမှာဖခင်သခင်ရဲ့ blessing ကောင်းကြီးမင်္ဂလာရှောက်ပြောနေတာမဟုတ်သူ့ကိုတွေ့တာနဲ့ပဲတိတ်တပင်ကောင်းငတ်တောင်းနာနိုင်တယ်ကောင်းကြီးဖြစ်စေကိုမိသားစုအတွက်ကိုအသင်းတော်အတွက်ကိုဆွေမျိုးအတွက်အရေးကြီးဆုံးကတည်ခြင်းမရှိ YC ပေါ့ဆရာကြီးဒေးဗစ်ရုံးမှုတို့အဖွဲ့ရဲ့ဆောင်ပုဒ် never say die ခရိယန်မှန်ရင်တည်ခြင်းမရှိဒါတို့ခရိယန်တွေတည်လို့ရှိရင်တည်တယ်လို့မသုံးဘူးကွယ်လွန်တယ်လို့မသုံးဘူးအနိစ္စရောက်တယ်လို့မသုံးဘူးဘဝတစ်ပါးပြောင်းတယ်လို့မသုံးဘူးခရစ်တော်၌အိပ်ပျော်တယ်တို့အားလုံးအိပ်ပျော်ဘူးတယ်ခရစ်တော်၌မဟုတ်သေးဘူးအိပ်ပျော်ဘူးတယ်ဟုတ်လားညတော့အိပ်လားအိတ်တယ်အခုမနေ့ပြန်ထားတယ် don't pray ခရစ်တော်၌တော့မဟုတ်ဘူးအိတ်ပြီးရင်နိုးတယ်ခရစ်တော်၌ဘုံတော်ဝင်စားတယ်ဒါပဲသုံးတယ်တည်တယ်လို့မသုံးယုံကြည်သူမှန်ရင်ဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့365ရက်တစ်နှစ်မှာနေ့တိုင်းဖခင်နဲ့အတူသွားတဲ့သူဖြစ်ရဖခင်နဲ့အတူသွားတဲ့အေးနောက်ဖြစ်တယ်အေးနောက်ကောင်းကြီးမင်္ဂလာ3ခုရတယ်ကျွန်တော်တို့လည်းဒီနေ့ကစပြီးတစ်နှစ်လုံး365ရက်အခု3ရက်ဖြတ်ပြီးပြီနောက်ကျန်တဲ့300ကျော်ကိုကျွန်တော်တို့ကိုဖန်ဆင်းတဲ့ဖခင်နဲ့အတူသွားရအောင်အဲ့လိုသွားမယ်ဆိုရင်တဲ့နောက်ဆုံးသောရက်2026ခုနှစ် report တင်ရင် result ကောင်းမယ်ဂုဏ်ထူးထွက်မှာအောင်မက်ကိုတာတာလေးမော်ရီရှင်းမထိုင်ရဘူးအေးစစ်စစ်ဖြစ်ဒါမှသာလေကျွန်တော်ဒီနေ့ကျမ်းစာသင်တန်းကကောင်းကြီးမင်္ဂလာဖြစ်စေကဲဒါဆိုရင်ကျွန်တော်အားလုံးမိုးလင်းကနေမိုးချုပ်ကိုယ့်အကိုပြန်မေးကြည့်အောင်မိုးလင်းတာနဲ့ဖျားဆဆုတောင်းတာလားဖုံးစကင်တာမိုးချုပ်တာနဲ့အိပ်ရမယ့်အချိန်မအိပ်ဘူးကျွန်တော်ဖုံးမီးတွေကလင်းနေတာပဲဖုံးနဲ့သွားနေတယ်နီးပညာနဲ့သွားနေတယ်မဟုတ်ပါဘူးကျွန်တော်တို့သွားရမှာဖျားနဲ့ဖုံးမကန်ရဘူးလို့ပြောတာမဟုတ်ဘူးနော်ပထမဦးဆုံးမိုးလင်းတာနဲ့ဖျားနဲ့စဆုတောင်းမှာကျမ်းစာဖတ်ပါမိုးချုပ်ရင်ကျွန်တော်တို့အားလုံးကျမ်းစာဖတ်ပြီးတော့ daily bread ဒါမှမဟုတ်ရှင်ညစဉ်ခွန်အားဖတ်ပြီးတော့အိပ်ရဂျားမှာတော့ကိုယ့်အလုပ်တွေလုပ်ရတာပေါ့ဖျားနဲ့အတူသွားက
ကဲဖခင်နဲ့အတူသွားဂျားထဲမှာလူတွေလောက်တာ၃ခုပဲတစ်ခုကအလုပ်လုပ်တယ်ဘုရားသခင်ယုံကြည်ပြီးအနှံထားတဲ့အလုပ်တရားတော်နဲ့အညီအလုပ်လုပ်ပါဘုရားနဲ့အတူသွားတဲ့24နာရီ24နာရီကျွန်တော်တို့အားလုံးအတူတူရတယ်အဲ့24နာရီမှာအလုပ်လုပ်တယ်ဘုရားနဲ့အတူသွားတဲ့အလုပ်ဖြစ်ရအလုပ်မှာဘာဖြစ်လဲလက်ပေးလက်ယူမလုပ်ရအောင်လက်ပြလုံးအောင်အလုပ်လုပ်ရအောင်ကျွန်တော်တရားဟောချက်စာအုပ်တုံးမှာဖတ်ကြည့်သိရလက်ပြလုံးအောင်အလုပ်လုပ်ရအောင်အခုတော့အဲ့လိုမဟုတ်ဘူးအစိုးရဝန်ထမ်းတွေကပတ်စံပေးမှအလုပ်လုပ်ထင်အဲ့ဒါသူဖျားနဲ့အတူသွားတဲ့ဝန်ထမ်းမဟုတ်ဘူးစာရန်လူပဲဖြစ်တယ်ဒါပေမဲ့အလုပ်လုပ်ရင်ဘာအလုပ်လုပ်လက်ပြလုံးအောင်လုပ်တဲ့အလုပ်ဖြစ်အောင်လူတိုင်းအလုပ်လုပ်တယ်နံပါတ်1လူတိုင်းစားတယ်အစားစားတယ်တရားတော်နဲ့အညီစားတဲ့သူတွေဖြစ်အောင်ဥပမာမတဲ့ရင်မစားနဲ့တဲ့မှစားတယောက်နဲ့တယောက်ခန္ဓာကိုယ်ရဲ့ resistance မတူဘူးကြီးကြိုဖြစ်တာချင်းတူတူတော့မှကျွန်တော်သင်ဦးဆရာကြီးဆိုရင်သူစားချင်ပြီဆိုလို့ရှိရင်အမှုတွဲခေါ်တယ်ကဲဆရာဆုတောင်းထားတယ်စားပြီးရင်ဆေးတောက်ကြအဲ့ဒါမမှန်ဘူးလေကိုနဲ့မတည့်ဘူးဆိုမစားနဲ့ကိုနဲ့တည့်မှစားဥမာဆိုပါတော့ဘလောက်ပဲကြိုက်တဲ့အစားအစာဖြစ်ဖြစ်တစ်ခါစားပြီးရင်10မိနစ်5မိနစ်ပဲအရသာပေါ်တယ်ပြီးပြောက်တာပဲဒါပေမဲ့10ရက်လောက်ကတင်ပေါ်မှာနေရမယ်ဆိုရင်ကိုမစားနဲ့ကိုခန္ဓာကိုမပင်ပန်းစေနဲ့တချို့ကပင်ပန်းရုံကမကပဲနဲ့လေဒိုင်းကနေထွက်သွားတယ်သူ့မိမမဟုတ်ဆိုမှဖြစ်ဘူးသူ့သားအဖေပြောက်တော့အဲ့ဒါတရားတော်နဲ့အညီအစားအသောက်ကိုစားသုံးမှုဖြစ်တယ်အခုကလိုင်းပေါ်မှာအစားတစ်လိုင်းပဲအဲ့လိုမျိုးမလုပ်ပါနဲ့ခန္ဓာကိုယ်ကိုပင်ပန်းစေဖရာသခင်ဖန်ဆင်းတဲ့ခန္ဓာကိုယ်ကိုပြည့်စည်အောင်မလုပ်ပါနဲ့ကိုယ်ကျမ်းမာရေးကိုကိုဂရုစိုက်ခြင်းသည်တဲ့ကိုမိသားစုကိုချစ်ခြင်းဖြစ်တယ်တော့အလွန်အကျွံမစားပါနဲ့တရားတော်နဲ့ညီအလုပ်လုပ်ရမယ်24နာရီတရားတော်နဲ့ညီစားရမယ်ကဲတရားတော်နဲ့အညီအိတ်ဆက်ခြင်း24နာရီမှာဖျားနဲ့အတူသွားတာဒီအချက်3ချက်လုံးကိုတရားတော်နဲ့အညီကျင့်ကြံပြုမှုနေထိုင်အသက်ရှင်ပါဒါဆိုရင်အင်းနောက်ကဲ့သို့ကျွန်တော်တို့ဖြစ်မှာကဲကျွန်တော်မေးကြည့်မယ်ခင်ဗျားတို့အားလုံးပေါ့ဖျားသခင်နဲ့အတူသွားတဲ့သူဖြစ်ချင်ရလားဖြစ်ချင်ရလားတချို့ကဖျားနဲ့အတူမသွားချင်ဘူးစာရန်နဲ့ပဲသွားချင်တယ်အဲ့ဒါသူရင်ကျွန်တော်သင်ပေးလို့မရတော့ဘူးစာရန်နဲ့ပဲသွားချင်ဖျားသခင်ကလွတ်လပ်စွာရွေးချယ်ပိုင်ခွင့်ရှိတယ်လူတိုင်းဟာဖျားသခင်နဲ့အတူသွားချင်မှဒီသင်ခန်းစာကိုဆက်သွားရအောင်တချို့ကစာရန်နဲ့ပဲသွားတယ်စာရန်နဲ့ပဲသွားချင်တဲ့သူတွေရှိတယ်ကဲဖျားသခင်နဲ့အတူသွားမယ်ဆိုရင်တဲ့သွားချင်တယ်လို့ပြောတဲ့အတွက်အလုပ်လုပ်တဲ့အခါမှာနံပါတ်1မိမိစံသားနဲ့မိမိလုပ်နံပါတ်2ပတ်ဝန်းကျင်ကလုပ်ရင်ကျွန်တော်အားရပါရလို့နံပါတ်3နောက်ဆုံးမှဘုရားကိုရှင်းတာကဲဒီပြိတ္တတွေဖျားတဲ့အတူသွားမယ်တစ်နှစ်လုံးသွားမယ်တစ်သက်လုံးသွားမယ်ဆိုရင်တဲ့ကိုနေ့စဉ်လုပ်တဲ့အလုပ်ပေါ်မှာထားတဲ့ attitude စိတ်နေသဘောထားနဲ့ဆိုင်ဖျားသခင်နဲ့အတူသွားမယ်ဆိုရင်နံပါတ်1ဒီမှာရှိတဲ့ပြိတ္တတွေကိုကလှုပ်ချင်ပြီးဆိုရင်မိဘတာမတာတင်းဦးဆရာတာမတာကိုလှုပ်တာရှိဘူးလားကိုကအလုပ်လုပ်ချင်ပြီးဆိုရင်ဒီကိစ္စကိုလှုပ်ချင်ပြီးဆိုရင်မိဘတာလဲကိုလှုပ်တယ်ဖျားတာလဲတင်းဦးဆရာတာလဲကိုလှုပ်တာရှိဘူးလားဘဝမှာမရှိတဲ့ပုံစံနဲ့မကြည့်နဲ့ရှိဘူးတဲ့ဒုတိယကိုကလှုပ်လိုက်ပြီးစိတ်ကျဉ်နဲ့နေပြီးကိုလှုပ်တာကိုပတ်ဝန်းကျင်ကထောက်ခံလားထောက်ခံတယ်ဆိုအားရပါရဆက်လုပ်တယ်ဟုတ်တယ်လားအဖို့ရှိရဘူးတတရနောက်ဆုံးမှတရားကိုစဉ်းစားတယ်အဲ့ဒါတာမန်လူတစ်ယောက်ရဲ့နေ့စဉ်အသက်တာရဲ့ lifestyle လူတွေနေ့တိုင်းလုပ်နေတာဒီတိုင်းပဲတဲ့ကဲကျွန်တော်ဟာကျမဟာဒီနေ့ကစပြီးနောက်ဆုံးထွက်တဲ့အထိ
ဖယားနဲ့အတူသွားမယ်လို့ဆုံးဖြတ်တယ်ဆိုရင်ဒီတိုင်းလုပ်လို့မရဘူးဒါဆိုဘယ်လိုလုပ်ရမလဲအလုပ်လုပ်ဖို့စဉ်းစားပြီးဆိုရင်နံပါတ်1ရောင်းပြန်တယ်ဖယားကခွင့်ပြုရင်လုပ်ပါခွင့်မပြုရင်မလုပ်ပါကျွန်တော်အလုပ်တစ်ခုလုပ်တော့မယ်လို့စဉ်းစားရင်ဖယားနဲ့အတူသွားမယ်ဆိုရင်အလုပ်စားလုပ်လို့ရှိရင်နံပါတ်1ကိုရင်ဘတ်ထဲကသခင်ယေရှုဖယားရှိတာမရှိဘူးလားရှိတယ်ကိုယုံကြည်ထားတယ်အဲ့ဖယားကခွင့်ပြုရင်လုပ်ပါခွင့်မပြုရင်ကိုသေအောင်လုပ်ချင်ပေမဲ့သွားမထိနဲ့ကဲခွင့်ပြုခြင်းမပြုခြင်းဘယ်လိုဆုံးဖြတ်မလဲအဲ့ဒါပြဿနာနည်းနည်းရှိတာဒီခွင့်ပြုတယ်မပြုဘူးဆိုတာလက်ပြတန့်ခြင်းမတန့်ခြင်းနဲ့သက်ဆိုင်ကျွန်တော်တယောက်နဲ့တယောက်ကအလုပ်တွေမတူကြဘူးကိစ္စတွေမတူကြဘူးခွင့်ပြုတယ်မပြုဘူးဆိုဆရာဘလို့ပေတံနဲ့တိုင်းမလဲဘာအလုပ်ပဲလုပ်လို့ကိုယ့်ရဲ့အော်တပါစိတ်လက်ပြတန့်ရင်ဖျားခွင့်ပြုလက်ပြမတန့်ဘူးဆိုရင်ဖျားခွင့်မပြုဒီညမှာပြဿနာတစ်ခုရှိတယ်ကိုကလှုပ်ချင်တဲ့စိတ်အားကြီးတယ်ဒါလည်းဖျားလှုပ်ခွင့်ပေးမှာပါပဲလို့လှုပ်ပြီးမှလက်ပြမတန့်တာကြုံဘူးလားကျွန်တော်ပြောတဲ့မြန်မာစကားနားလေလားကြောင်ပြီးကြည့်နေတယ်ကဲကျွန်တော်ကလှုပ်ချင်တဲ့စိတ်ညားနေပြီဒါလည်းဖျားခွင့်ပြုမှာပဲကိုလှုပ်လိုက်တယ်လှုပ်ပြီးမှစိတ်ထဲမှာကလီးယားမဖြစ်တာရှိဘူးလားခင်ဗျားတို့ဘဝမှာရှိဘူးလားရှိဘူးတယ်အဲ့ဒါဆိုဖျားကဘာသာရေးအသုံးအနှုန်းနဲ့သူ Holy Spirit တန်ရှင်သောဝိညာဉ်တော်တတိပေးတာအဲ့ဒါဖျားလောက်ခိုင်းတဲ့ဥစ္စာမဟုတ်တော့ဘူးဆိုဘယ်ကိုတတိပေးတာအဲ့ချိန်မှာပြန်နောက်ဆုတ်တော့ဒါပေမဲ့ကိုကလှုပ်ချင်စိတ်ရှိတယ်ဖျားခိုင်းမှာပဲလို့လှုပ်ပြီးပါစိတ်ထဲမှာမတတ်တဲ့ကိစ္စတွေလူတိုင်းမှာရှိတယ်စိတ်ရှင်းလက်ရှင်းဖြစ်ရင်အဲ့ဒါဖျားခိုင်းတာပဲကဲဥပမာတစ်ခုပြောကြည့်အောင်သားမိနှစ်ယောက်သားကကုမ္ပဏီမှာအလုပ်လုပ်တယ်တရက်ကျတော့သူ့မှာမုတ်ဆိုးမအမေပဲတယောက်ပဲရှိတယ်သားမိနှစ်ယောက်ပဲရှိတယ်အိမ်မှာအလောက်ကပြန်လာတဲ့အခါအမိုးတဲ့တထေးရတဲ့ယာယူတိုးမယ်လာတာလည်းကောင်းမယ်တာဝန်ကပိုယူရမယ်ဒီအလုပ်ကိုမင်းလက်ခံလားမလက်ခံလားတလအချိန်ပေးမယ်အမိုးဘယ်လိုလုပ်ရမလဲသားတဲ့အဲ့တလပြည့်တဲ့နေ့အမိုးအဖြစ်ပေးမယ်ဒီအလုပ်အတန်ကြားတဲ့နေ့ရစပြီးသားမိနှစ်ယောက်ဆက်ဆံရေးပြောင်းတယ်မနေ့4နာရီ5နာရီဆိုအမေကထပြီးထမင်းတဲရ9နာရီဆိုရင်သားအခန်းထဲကိုဝင်ပြီးတော့နိုးရတယ်10နာရီဆိုရင်ကားအိမ်ရှိမှာဖယ်ရီကဂျုံသွားဖို့လာကျိုးတယ်အဲ့အလုပ်တန်ကြားတဲ့နေ့ရစပြီးအမေကအတင်းနိုးရတဲ့သားဟာမနိုးရတော့အစောကြီးထားတယ်ထပြီးတော့သားရဲ့မျက်လုံးကိုကြည့်တော့တယ်အဲ့ရင်မောရတဲ့မျက်လုံးနဲ့တုတ်ပြန်အမေဘာမှမပြောဘူးတနာပြည့်တဲ့အခါအမိုးဒီနေ့တထေးကိုအလုတ်ယာဒူးတိုးတာလက်ခံတာလက်မခံတာသွားပြောရမယ်အမိုးအကြံပေးပါအမေကဘာပြောလဲဆိုတာသားတဲ့မင်းအလုတ်မှာဘာအရေးချင်းလိုအပ်လဲတော့အမေမသိဘူးပြအမေသိတာတခုတော့တေးသေးချာချာနားထောင်မင်းဒီအလုတ်ကိုလက်ခံပြီးရင်အဲ့ရေဝဝအိတ်တဲ့အလုတ်ဖြစ်ပါစေမင်းကိုအမေမကြိုက်ဘူးတဲ့ဒီတလားလုံးအမေမင်းကိုကြည့်နေရတယ်မနဲ့တိုင်းခေါ်နိုးရတဲ့သားခေါ်နိုးစရာမလိုပြီးတော့မင်းမျက်လုံးကိုကြည့်တော့လေအဲ့ရေမဝဘူးအဲ့ဒါအမေမကြိုက်ဘူးတဲ့မင်းဒီအလုတ်ကိုလက်ခံပြီးရင်အဲ့ရေဝဝအိတ်တဲ့အလုတ်ဖြစ်ပါစေအမေကဘာပြောချင်တာလဲလူဟာမဟုတ်တာလုပ်တဲ့နေ့လူတိုင်းမှာရှိတယ်အဲ့မဟုတ်တာလုပ်တဲ့နေ့ဟာကိုမိဘလည်းမသိဘူးကိုရဲ့အနီးစပ်တဲ့သူလည်းသိတာမဟုတ်ကိုကိုယ်တိုင်သိတယ်မဟုတ်တာလုပ်တဲ့နေ့ဆိုအဲ့ညအိတ်မပျော်တော့ຫນွေဦးညများမှာပဲအိတ်မပျော်တော့ဘူးအားလုံးကြုံဘူးလားကြုံဘူးတယ်မကြုံဘူးတဲ့ပုံစံနဲ့မကြည့်နဲ့ကိုမဟုတ်တာလုပ်တဲ့နေ့ရှိပြီဆိုအဲ့ညအိတ်မပျော်တော့ဘူးကဲဟုတ်တာလုပ်တဲ့နေ့လေလူတိုင်းမှာဟုတ်
ဟုတ်တာထုတ်တဲ့နေ့တဲ့လူတိုင်းမှာရှိဘူးအဲ့ညဆိုရင်နင်းနေချက်ဆိုင်အိပ်ပျော်ယူတာမကဘူးဟုတ်တော့ဟုတ်တယ်ကိုစိတ်ရှင်းလက်ရှင်းနဲ့အိပ်တဲ့အတွက်ဟုတ်တော့ဟုတ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့ကိုလက်ပြာကိုညာလို့မရဘူးဖယားနဲ့အတူသွားမယ်လို့ဆုံးဖြတ်ရင်ဒီနေ့ကစပြီးကိုလုပ်တဲ့အလုပ်တိုင်းမှာနံပါတ်1ဖယားကခွင့်ပြုရင်လုပ်ပါဖယားကခွင့်မပြုရင်မလုပ်နဲ့ဖယားခွင့်ပြုခြင်းမပြုခြင်းကိုဘာနဲ့တိုင်းမလဲလက်ပြတန့်ခြင်းမတန့်ခြင်းနဲ့တိုင်းရအောင်ဒီနေရာမှာပြဿနာလည်းနည်းနည်းရှိတယ်ဖယားကခိုင်းတယ်ကိုမလုပ်ချင်ဘူးကြုံဘူးလားယောနာလိုပတ်ပြေးတာငါးပိုက်ထဲရောက်မှပဲဖယားကလှုပ်ခိုင်းတယ်တာဒါလာလှုပ်ကျွန်တော်မလှုပ်ချင်ဘူးကဲဖယားကမလှုပ်ခိုင်းဘူးကိုကလှုပ်ချင်တယ်ရှိဘူးလားရှိတယ်ကဲဖယားမျက်နှာကိုတစ်ခါလောက်တော့ငှဲ့ပြီးတော့လှုပ်တော့မယ်လို့ဆုံးဖြတ်ရင်တဲ့ကိုဘေနာတယောက်မှထောက်မခံကိုအနီးဆုံးလူကလည်းမထောက်ခံဘူးဒီနေ့ဖယားလူဖြစ်ချင်တော့နည်းနည်းတတ်သိရှိရမယ်ရေလိုက်ငါလိုက်လှုပ်လို့မရဘူးတချို့ကိစ္စတွေမှာဖယားကလှုပ်ခိုင်းတယ်ကိုမလှုပ်ချင်ပဲတွန်းလှုပ်လိုက်ပါကိုတကယ်လှုပ်တဲ့အခါမှာလေကိုထောက်ခံမယ်လို့မထင်နဲ့ကျွန်တော်အမေကငငယ်ကဖိုးဖွားလိမ့်လိမ့်မမနေယူယူသားသားလို့ဘယ်တော့မှဒုက္ခမရောက်ဘူးအခုအမေကကောင်းကင်ဘုံရောက်သွားပြီအမေပြောတဲ့စကားမှန်မှန်ဘူးယူယူသားသားနေမှာဒုက္ခရောက်တာမြန်မာပြည်မှာမဟုတ်တာလို့အဆင်ပြေတယ်မြန်မာပြည်ရဲ့မြေပုံကလေတရားဓမ္မတွေမထွန်းကားဘူးမပေါက်ဘူးအဓမ္မမှုတွေပဲပေါက်တာအမေပြောတာမားတယ်ဖိုးခွားယူသားမှဒုက္ခရောက်တာတပည့်အမေကတွန်တင်ရမှာယူသားတာအဆုံးယူသားပါအဓမ္မအမြဲတဲ့ဓမ္မကိုဘယ်တော့မှမနိုင်ဘူးယူသားတာဒုက္ခမရောက်ဘူးလို့မပြောနဲ့အမေဒုက္ခရောက်မယ်ဒါပေမဲ့အဲ့ဒုက္ခထဲမှာဘုရားသခင်ရဲ့ကာကွယ်မှုဘုရားသခင်ရဲ့ခွန်အားနဲ့အဆုံးမှာတရားဓမ္မဟာအမြဲတမ်းနိုင်တယ်လောလောဆယ်အဓမ္မတွေနိုင်နေတယ်စိတ်မပြတ်နဲ့ကဘာပေါ်မှာလေအဓမ္မနဲ့ဓမ္မနဲ့ပြိုင်ပွဲဟာကဘာတီသွေးရှိတယ်အဆုံးမှာဓမ္မကအမြဲတမ်းနိုင်တယ်အဓမ္မနိုင်တယ်ဆိုတာကဘာကြီးမှာဘယ်တော့မှမရှိဘူးအခုကျွန်တော်တို့နိုင်ငံမှာကျွန်တော်ပတ်ဝန်းကျင်မှာကျွန်တော်မြို့မှာအဓမ္မတွေနိုင်နေတယ်ဆိုရင်လည်းစိတ်မပြတ်နဲ့အာမလျှော့နဲ့ဖယားနဲ့အတူခက်ခဲမှုကိုကြော်ဖြတ်ရအောင်ရိုးသားရင်ခက်ခဲတယ်ဆိုတာကျွန်တော်သိထားဖို့တော့လိုတယ်ငါရိုးသားရဲ့သားနဲ့ဘာလို့ဒုက္ခရောက်နေတာလဲဖယားကို complain ချက်တယ်ကိုယ်တွန်တဲ့မိဘတွေလည်းမကြိုက်ဘူးတကယ်တော့ရိုးသားရင်ဒုက္ခရောက်တယ်မြန်မာပြည်မှာဒါပေမဲ့အဆုံးမှာတော့နိုင်မယ်ဆိုတာတော့ဘယ်တော့မှမမေ့နဲ့အဲ့ခက်ခဲတဲ့အချိန်မှာဖယားနဲ့ကြော်ဖြတ်ဖို့ဖြစ်တယ်ဒါတော့ပထမတစ်ယောက်အနေနဲ့ဖယားသခင်နဲ့အတူသွားလာတော့သူများမှာအေးနောက်ဒီနေ့ကစပြီးကျွန်တော်အားလုံးအေးနောက်ကဲ့သို့အသက်ရှင်အောင်အေးနောက်ကဲ့သို့အသက်ရှင်ကောင်းကြီးမင်္ဂလာ၃ခုရှိတယ်နံပါတ်1ဖယားဘုန်းထင်ရှားတယ်နံပါတ်2ဖယားသခင်ရဲ့ကောင်းကြီးမင်္ဂလာသူ့အသက်တာထဲမှာသူ့အားဖြင့်အခြားသူတွေရနံပါတ်3သေခြင်းမရှိတဘဝအတွက်ပဲမဟုတ်ဘူးနော်ဖယားနဲ့အတူသွားတာကတမလွန်အတွက်ပါအကျိုးသက်ရောက်မှုရှိတယ်လောကမှာအကောင်းဆုံးအသက်ရှင်တဲ့နီးဟာဖယားနဲ့အတူသွားခြင်းကဲဒုတိယပုဂ္ဂိုလ်သွားကြည့်အောင်ယောသက်ကျွန်တော်ယောသက်ကိုဒုတိယပုဂ္ဂိုလ်နဲ့ကျွန်တော်ရွေးချယ်ထားပါတယ်ဖယားသခင်နဲ့အတူသွားတဲ့သူနံပါတ်1အေနောက်နံပါတ်2ယောသက်ကဲယောသက်ရဲ့ကျမ်းညွှန်းကိုကျွန်တော်ဖတ်ကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်1နဲ့3ပေါ့ပြိဿညာနဲ့အတူဖတ်ရအောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်1နဲ့3
အတူတူဖတ်ရအောင်တွေ့ပြီလား 1 2 3ထာဝရဘုရားကြီးရဲ့ကျမ်းစာမှာယောသပ်ဘက်မှာရှိတဲ့အတွက်ဘုရားကဘယ်သူဘက်မှာရှိတာလဲယောသပ်ဘက်မှာရှိဘုရားရဲ့မျက်နှာသာပေးခြင်းဖေဗာပေးခြင်းခံရတယ်ဘုရားကသူ့ဘက်မှာရှိတာသူ့ဘက်မှာရှိတဲ့အတွက်ကောင်းကြီးမင်္ဂလာနှစ်ခုရှိတယ်တစ်ခုကတော့အကြံချမြောက်နံပါတ်1ကတော့ပြုသမျှအောင်သူ့သခင်သိသူကြွားနေတာမဟုတ်သူ့ရဲ့အနီးဆုံးသခင်ကသိသူကကြွမယ်အီဂျစ်မှာကြွခံရတယ်ရောင်းစားလိုက်တယ်အကိုရီးယားရောင်းစားတယ်ကြွခံတယ်လူများရဲ့ခြေချိုလက်ကြားမှာနေနေရတခြားကြွနေနဲ့မတူဘူးဘာဖြစ်လို့လဲသူ့အထဲမှာဖျားပါလာတယ်ဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့ယောသက်ကသူ့ဘက်မှာဖျားရှိဖျားရှိတဲ့အတွက်ကောင်းကြီးမင်္ဂလာနှစ်ခုရှိတယ်အကြံဆိုတာကြံတဲ့အကြံကခေါင်းထဲမှာပဲဘယ်သူမှမသိဘူးနော်အကြံထမြောက်တယ်နံပါတ်1ပြုလေရာရာ၌အောင်စီကြောင်းကိုသူ့သခင်သိတစ်ခုလုံးရင်တစ်ခုအောင်တယ်နှစ်ခုလုံးအကြံပြီးရင်လောက်တဲ့အရာအားလုံးအောင်တယ်ယောသက်ရဲ့ကီးဟာတော့ချက်ကဖျားသူ့ဘက်မှာရှိဒါဆိုရင်ကျွန်တော်တို့အားလုံးဖျားကိုယ့်ဘက်မှာရှိရင်အကြံထားမြောက်မယ်ဖျားကိုယ့်ဘက်မှာရှိရင်ပြုသမျှအောင်ဒါကြောင့်ဘာဖြစ်လို့ဖျားကယောသက်ဘက်မှာရှိတာလဲဆက်စဉ်းစားကြည့်တာကျွန်တော်ကစမ်းစာကိုဖျားမကြိုက်တာမလုပ်လို့ဖျားမကြိုက်တာမလုပ်တဲ့နီးသူမဆိုယောသက်မှမဟုတ်နော်ကျွန်တော်တို့လည်းဖျားမကြိုက်တာမလုပ်ရင်ကျွန်တော်တို့ဘဝမှာဖျားရှိဖျားကိုယ့်ဘက်မှာရှိကိုယ့်ဘက်မှာရှိတာရင်ယောသက်ကောင်းကြီးမင်္ဂလာနှစ်ခုရတယ်လို့ကျွန်တော်တို့လည်းရကြောင်းပြန်ပြန်စဉ်းစားမယ်ဖျားမကြိုက်တာလုတ်တဲ့မိသူမဆိုဖျားသူ့ဘက်မှာမရှိသူ့ဟာသူဘာသာရေးခေါင်းဆောင်ဖြစ်ဖြစ်တိတ်ခါရောဆရာဖြစ်ဖြစ်နာမည်ကြီးတဲ့ဆရာဖြစ်ဖြစ်ဖျားမကြိုက်တာလုပ်ရင်ဖျားသူ့ဘက်မှာမရှိသူ့အဖွဲ့အစည်းရပဲသူ့ကိုခေါင်းဆောင်ခန့်ထားတာအဲ့လိုမျိုးလူတွေရှိတာရှိတယ်လောကမှာဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့ကစပြီးအေးနောက်တောင်ဖျားနဲ့အတူနေ့တိုင်းသွားတယ်နေ့တိုင်း24နာရီမှာကိုလှုပ်တဲ့အလုပ်လက်ပြတန်းရကိုစားတဲ့အစားအစာတရားတော်နဲ့ညီစားရအိတ်တာလည်းတရားတော်နဲ့ညီအိတ်ရဖျားသခင်နဲ့အတူနေ့တိုင်းသွားတယ်အေးနောက်ကဲ့သို့ကျွန်တော်တို့ဖြစ်မယ်ကဲဒုတိယယောသက်ရဲ့ကီးဟာဖျားမကြိုက်တာမလုပ်ကဲကျွန်တော်တို့လည်းဖျားမကြိုက်တာမလုပ်တဲ့ကျွန်တော်ဖြစ်အောင်ကျမ်းမာဖြစ်အောင်ဒါဆိုရင်ဖျားသခင်ပေးတဲ့ယောသက်ရဲ့ကောင်းကြီးမင်္ဂလာကိုကျွန်တော်တို့ရမယ်ကဲယောသက်ကိုပြန်ကြည့်အောင်ဖျားမကြိုက်တာ तू ဘာမလုပ်တာလဲသခင်မဖြာအောင်သွေးဆောင်မှုကိုရုံးထွက်တာသခင်မဖြာအောင်သွေးယောသက်ရဲ့အကြောင်းကျွန်တော်သိပြီးသားSunday School မှာခလေးဘဝမှာသိပြီးသားယောသက်ကတဲ့ဖျားမကြိုက်တာမလုပ်တာဘာလဲဆိုသခင်မဖြာအောင်သွေးဆောင်မှုကိုဘာလုပ်တာလဲရုံးထွက်တာအဲ့သခင်မဖြာအောင်သွေးဆောင်တယ်ဆိုတဲ့ definition ပေါ့အကျိတ်ပဲယောက်ျားမိန်းမအပြိုလူမျိုးပြဿနာပဲမဟုတ်ဘူးအဲ့တဲ့အကျယ်ကြီးပဲအရွယ်ဆုံးမှာရှိတယ်အသက်အကြီးအဖိုးရသတို့ခလေးအရွယ်ထိလူငယ်အရွယ်လူလက်အရွယ်အားလုံးမှာရှိတယ်သူ့ရဲ့ definition ကပါတယ်ကိုဘဝကိုတဲ့ဖျားနဲ့ဝေးသွားအောင်လုပ်တဲ့ကိစ္စအားလုံးဟာသခင်မဖြာရောင်းသွေးဆောင်တာပဲပြန်ပြောမယ်လူတိုင်းမှာရှိတယ်ငါတို့ကအဖိုးကြီးဖြစ်ပြီးဒါတော့ငါတို့နဲ့မဆိုင်တော့ဘူးမဟုတ်ဘူးကိုဘဝကိုဖျားနဲ့ဝေးသွားအောင်လုပ်တဲ့ကိစ္စအားလုံးဟာ
သခင်မဖျားယောင်းသွေးဆောင်တာလူတိုင်းမှာရှိတယ်အရွယ်ဆုံးမှာရှိတယ်အဲ့ဒီအရွယ်ဆုံးမှာရှိကြကြုံလာလို့ရှိရင်ယုံထွက်ပါယုံထွက်ရင်ကျွန်တော်တို့ဘက်မှာဖျားရှိယုံမထွက်ရင်ကိုယ့်အကူဘာသာရေးကောင်းဆောင်နာမည်ကြီးတဲ့သူဖြစ်နိုင်တယ်ဖျားအသုံးပြုတဲ့အမှုတော်ဆောင်ဘယ်တော့မှမဖြစ်ဘူးအဲ့ဒါကိုယ့်လက်ထဲမှာပဲရှိတယ်သခင်မဖျားယောင်းသွေးဆောင်မှုကိုယုံထွက်ပါဒီညမှာကျွန်တော်ကစစဉ်းစားတယ်ယောသတ်ကတော့ယုံထွက်နိုင်မှာပေါ့ဆရာရဲ့သူကတော့ပါဝါကြီးရအောင်ကျွန်တော်တို့ကတော့မဖြစ်နိုင်ဘူးထင်တယ်အဲ့လိုစမတွေးပါနဲ့ဘာကြောင့်လဲယောသတ်ကိုးကွယ်တဲ့ဖျားနဲ့ကျွန်တော်တို့ကိုးကွယ်တဲ့ဖျားတူလားတူတယ်ယောသတ်ကစူပါပါဝါရှိတာမဟုတ်ဘူးယုံထွက်ခြင်းနဲ့စိတ်တော်အရင်ရှိရတယ်အဲ့လိုစတွေးရင်တော့ဘယ်တော့မှယုံမထွက်နိုင်ဘူးပိုက်ကွန်ထဲမှာမိနေပါပဲကျွန်တော်တို့ကယောသတ်လိုဖြစ်ချင်ရင်အခြေခံနံပါတ်1ယုံထွက်ခြင်းသောစိတ်ရှိရဒုတိယအဲ့လိုမျိုးအချိန်မှာယုံထွက်နိုင်တဲ့ခွန်အားကိုဖခင်ကပေးပါကဲကျွန်တော်ဖတ်ကြည့်အောင်သခင်မဖျောင်းသွေးဆောင်တဲ့အချိန်မှာယောသတ်ပြောတဲ့စကားအဲ့စကားကိုကျွန်တော်ပြန်ကောက်ကြည့်အောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်9ကနေကျွန်တော်တို့6ထိဖတ်ရအောင်ကပ္ပဦးကျမ်းခန်းကြီး39အငယ်9ကနေ6ကိုကျွန်တော်တို့အတူတူဖတ်ရအောင်ထို့နောက်မှာသခင်ဤမယားသည်ယောသတ်ကိုတက်မှတ်သောစိတ်ရှိ၍ငါနှင့်အတူအိပ်ပါဟုဆို၏ရှိသမျှသောဥစ္စာတို့ကိုအပ်ပါ၏ကျွန်တော်အဘယ်ဥစ္စာရှိမှန်းကိုမျှမသိမမှတ်ပါထိုအိမ်တော်တွင်ကျွန်တော်ထက်သာ၍ကြီးသောသူမရှိပါကိုမယားဖြစ်သောသခင်မတပါအဘယ်အရာကိုမှကျွန်ုပ်အားမမြစ်တာပါသို့ဖြစ်လင်အပြစ်ကြီးသောဤအမှုကိုကျွန်တော်ပြု၍ဖျားသခင်ကိုအဘယ်သို့ပြစ်မှားနိုင်မည်သခင်ဤမယားကိုငင်း၍ပြန်ဆို၏ကဲယောသတ်သခင်မနဲ့တဖူးတွေဒူးတွေနေ့တိုင်းဖျားအောင်သွေးဆောင်တာယောသတ်ကလည်းနှစ်ခါပြန်ကြည့်ရတဲ့မျက်နှာမျိုးရင်ကျေးတယ်လှတယ်ပျော်မြစ်တယ်လူငယ်လေးဖြစ်တယ်သခင်မကတက်မှတ်တယ်နေ့တိုင်းဖျားအောင်သွေးဆောင်အဲ့ဒီမှာယောသတ်ပြောတဲ့စကားသခင်မမင်းနဲ့ငါအလိုတူအလိုပါကျူးလွန်ပြီးသားမျက်နှာနဲ့ငါကိုးကွယ်တဲ့ဖျားကိုဘယ်လိုပြရလဲကဲယောသတ်ကကျူးလွန်ခြင်းတဲ့စိတ်ငကိုယ်တည်းကမရှိဘူးကျူးလွန်တဲ့အချိန်ကြုံတဲ့အခါမှာလေငါကျူးလွန်ပြီးသားမျက်နှာနဲ့ငါကိုးကွယ်တဲ့ဖျားကိုဘယ်လိုမျက်နှာပြရလဲယောသတ်ရဲ့စိတ်ကအရာအားလုံးထက်ဖျားကိုကြောက်တယ်ကျွန်တော်တို့ကလူကိုကြောက်တယ်ဖျားကိုမကြောက်အဲ့မှာယောသတ်ကောင်းကြီးမင်္ဂလာနဲ့လွဲတာပဲလူကိုကြောက်စရာဘာတစ်ခုမှမရှိဘူးဖျားကိုကြောက်တဲ့အသက်တာနဲ့အသက်ရှင်အောင်ယောသတ်ကဘယ်လိုစဉ်းစားတယ်ဆိုတော့သခင်မကိုကျူးလွန်ပြီးရင်သခင်မကိုကျူးလွန်တာပဲမဟုတ်ဘူးသခင်မအထဲမှာဖျားသခင်ရဲ့ပုံသဏ္ဍာန်ကိုပါကျူးလွန်မိမယ်ဆိုတော့ဆက်စဉ်းစားလိုက်တဲ့အခါမှာမကျူးလွန်ရဲတော့ကျွန်တော်တို့ကလူတစ်ယောက်ကိုကျူးလွန်တယ်ဥပမာမောင်ဖြူကမတ်နီကိုကျူးလွန်တယ်မတ်နီကမောင်ဖြူကိုကျူးလွန်တယ်အဲ့လိုကျူးလွန်ရင်သူ့ကိုပဲကျူးလွန်တယ်လို့ပဲထင်တာမဟုတ်ဘူးသူ့အထဲကဘုရားသခင်ပုံသဏ္ဍာန်ရှိတာရှိတယ်လူတိုင်းမှာဘုရားသခင်ပုံသဏ္ဍာန်ရှိတယ် तू ကတက်မှတ်တဲ့အချိန်မှာလားစာတန်ဝင်နေလို့တာလူတိုင်းဟာလူဖြစ်ပြီးဆိုဘုရားသခင်ပုံသဏ္ဍာန်ရှိတယ်ဒါဟု तू ဖြတ်စည်းမှကြောက်တဲ့အတွက်ဒါတော့ကျွန်တော်တို့လူတစ်ယောက်ကိုပြစ်မှားမယ်ဆိုရင်တဲ့မောင်ဖြူပဲပြစ်မှားတာမဟုတ်ဘူးမောင်ဖြူထဲကဘုရားသခင်ကိုပြစ်မှားတယ်လို့ဆက်တွေးပါဒါဆိုရင်ကျွန်တော်တို့ယုံထွက်ခြင်းနဲ့စိတ်ငကိုယ်ရဲ့ရှိထားရင်ယုံထွက်နိုင်တဲ့ခွန်အားကိုရောသက်လို့ပဲကျွန်တော်တို့ပြန်ရပါဒါလူတစ်ယောက်ကိုမှားတယ်လို့လူတစ်ယောက်ကိုမှားတယ်လို့ပဲမစင်စားနဲ့လူတစ်ယောက်ထဲမှာရှိတဲ့ဘုရားသခင်ရဲ့ image ပေါ့ပုံသဏ္ဍာန်ကိုပါဖြတ်စည်းမဲလိုက်မယ်လို့ဆက်တွေးရင်အဲ့လူဟာမကျူးလွန်ဖြစ်တော့ဒါယောသက်ရဲ့မကျူးလွန်တဲ့စိတ်တက်ရဲ့ကီးပေါ့ငကိုယ်တွေကကျူးလွန်ခြင်းစိတ်ရှိရင်တော့မရဘူးပေါ့ငကိုယ်တွေကလည်းကျူးလွန်ခြင်းစိတ်မရှိရဘူးကျူးလွန်တဲ့အချိန်မှာနဖူးတွေတူတူတွေ့တဲ့အခါမှာလေ
ဖျားပုံသဏ္ဍာန်ကိုဖျက်ဆီးမိမယ်လို့ဆက်တွေးလိုက်လို့ရှိရင်ကျွန်တော်တို့ရောတတ်လို့ပဲယုံထွက်လိမ့်ကဲဆရာကြီးဘီလီဂရဟမ်ကသူ့တရားဟောချက်တစ်ပုဒ်မှာရောတတ်ယုံထွက်တဲ့အကြောင်းကိုဒီဥပမာလေးပေးတယ်ကျွန်တော်လည်းပေးချင်တယ်ဒါပေမဲ့မြန်မာပြည်ရဲ့ကာချန်နဲ့တော့နည်းနည်းနားရိုင်းတာဒါလေးကိုကျွန်တော်ပြောပြကြည့်ဥပမာဇနီးမောင်နှံနှစ်ယောက်အိမ်အောင်ပြုတ်ပြီးဆိုခလေးရတယ်နှစ်ယောက်လုံးပါဝင်ပတ်သက်ပေမဲ့ယောက်ျားရောမိန်းမရောပါဝင်ပတ်သက်ပေမဲ့မိန်းမမှာပဲကိုယ်ဝင်ရှိတယ်ယောက်ျားမှာကိုယ်ဝင်မရှိဘူးတက်အိမ်မပါဘူးဘုရားသခင်ဖန်ဆင်းတာခလေးစားရပြီကဲအမျိုးသမီးတွေကျွန်တော်မေးကြည့်မယ်အပြိုတွေမေးလို့မရဘူးနော်မဖြေနဲ့ကိုယ်မဆောင်ဘူးလို့ခင်ဗျားတို့ကိုယ်ဝင်ရှိတဲ့အချိန်ဟာဘယ်နှလမှသိတယ်တလသိတာလားနှစ်လသိတာလားသုံးလမဖြေတတ်တော့ဘူးမလုံးနဲ့လေကိုခလေးမွေးဘူးတယ်ကိုဝန်စရှိတဲ့အချိန်မှာခလေးရဘယ်နှလမှသိတယ်လေတလကြော်နှစ်လဆိုစသိဟုတ်လားကဲတလကြော်နှစ်လစသိပြီဆိုရင်အမျိုးသားတွေခင်ဗျားတို့သိသလားမိမပြောမှသိတာဟုတ်လားကိုကလည်းပါဝင်ပတ်သက်တာပဲနော်နှစ်ဦးသဘောတူပါဝင်ပတ်သက်ပြီပဲကိုမသိဘူးအရင်သိတာကတော့အမျိုးသမီးတွေကဲတလကျော်နှစ်လမှစသိတယ်ယောက်ျားကိုပြောတယ်ယောက်ျားကြီးငါတို့ခလေးလေးရပြီခလေးလေးရပြီဆိုရင်ကျွန်တော်မြန်မာကားတွေပါကျွန်တော်ငယ်တော့ရုပ်ရှင်ကြည့်ကြော်ဟိန်းနဲ့ချိုပြိုးခလေးရပြီဆိုရင်မင်းသားဝမ်းသာလိုက်တာအဲ့ဒီဇက်ရုပ်ကိုဒရိုက်တာပြဖို့ပြအခုမြေပြင်အခြေအနေမှာယောက်ျားကြီးငါတို့ခလေးရပြီဆိုယောက်ျားဝမ်းသာရမယ်အစားဝမ်းမသာဘူးဒီဘာဖြစ်လို့ပိတ်တာတွေစို့တာတွေတားတာတွေစီးတာတွေမလုပ်တယ်စုတယ်လေစုတဲ့အခါမှာခလေးကသူ့ကိုမလိုချင်တဲ့မိဘသိတဲ့အခါမှာသူဝမ်းနေတယ်အခုကျွန်တော်ငငယ်တော့ခလေးနဲ့အခုခလေးနဲ့ဘယ်သူပိုနားကောက်တယ်အခုခလေးပိုနားကောက်တယ်ဘာဖြစ်လို့နားကောက်တယ်ဆိုအဲ့ရစလားသူ့ကိုမလိုချင်တဲ့မိဘတွေကြီးပါသူကိုဝန်ရှိလို့လက်ခံလိုက်ရတဲ့အတွက်သဘုံစိတ်ပေါ့ခလေးကဘိုက်ထဲမှာသဘုံစိတ်စဒါတော့အခုခလေးနားမပါဘူးလားမပါဘူးကျွန်တော်တို့မချစ်ပဲနဲ့လက်ခံလိုက်ရလို့ခလေးဆိုတာချစ်တဲ့မိသားစုမှာကြီးပြင်းမှလိမ္မာရေးချရှိပါတူသိတဲ့အချိန်နှစ်လဟာလားဘယ်ပတ်ဝန်းကျင်ကသိသလားသူတို့ခလေးရှိတယ်သူမသိဘူးပတ်ဝန်းကျင်ကဘယ်အချိန်မှသိတယ်9လ6လအလယ်ပိုင်းတိုင်းပြဿနာဘိုက်ပူလာမှသိတယ်9လတော့သိပြီအော်သူတို့ခလေးရတော့မယ်ကဲအဲ့ခလေးဟာယောက်ျားလေးလားမိန်းကလေးလားသိသေးလားမသိသေးဘူးအထဆောင်းကြိုက်လို့ကိုယ်ရင်းမှသိတာကဲကိုယ်ရင်းလို့ယောက်ျားလေးဖြစ်ဖြစ်မိန်းကလေးဖြစ်ဖြစ်သိပြီဆိုရင်လေသူကအဖေတူသမီးလားအမေတူသားလားသိသေးလားမသိဘူးထွက်လာမှသိတာဆရာကြီးဘီလီဂရမ်ကပြောလဲဘသူမှမသိပါဘူးဆိုတဲ့အဖြစ်တွေဟာနှစ်ဦးသဘောတူခွင့်ပြုနေတယ်နော်မသိပါဘူးဆိုတဲ့အပြစ်တွေကိုမင်းသွားမကျူးလို့မင်းနဲ့ကျူးလွန်လိုက်ရင်တဲ့6လလွယ်10လအချိန်တစ်ခုဖြတ်ရင်ဘူးပေါ်တယ်လို့ပေါ်မှာလူတိုင်းမှာတဲ့ဘသူမှမသိပါဘူးဆိုတဲ့စိတ်ကြွယ်ရမှာအပြစ်တွေကိုကျူးလွန်ဖို့စုံစမ်းခြင်းခံရတယ်အဲ့အချိန်မှာဘသူမှမသိပါဘူးကွာဆိုပြီးတော့မကျူးလွန်မင်းနဲ့ကျူးလွန်ရင်အချိန်တစ်ခုဖြတ်ရင်ဘူးပေါ်တယ်လို့ပေါ်မှာတိတ်ခါရောဆရာတော့ KTV မာဆက်အငယ်လေးတို့ရွာမှာရောက်မှာမဟုတ်ပါဘူး။ तू ကတိတ်ခါရှိတယ်ဟာမထင်နဲ့ तू သွားကျူးလွန်မိရင်ပေါ်မှာပဲဒါကြောင့်ကျွန်တော်ဗာပြောချင်တယ်သူကဘီလီဂရဟမ်ဗာပြောကျူးလွန်ခြင်းတဲ့စိတ်မရှိဖို့တော့အခြေခံရှိရတယ်အဲ့လိုမျိုးထိုက်ထိုက်ကြုံပြီးဆိုရင်တဲ့ယောက်ျားမိန်းမလိန်ဆက်ဆန်တာကိုဝန်ရှိတာကိုသွားပြီးတော့ခေါင်းထဲမှာပြင်းမြင်လိုက်ငါအခုလောလောဆယ်ဘယ်သူမှမသိပေမဲ့6လလွယ်10လဆိုရင်ဒီကလေးထွက်လာလိမ့်မယ်ဘူးပေါ်တယ်လို့ပေါ်မယ်အဲ့ဒါဆိုရင်တော့
လူတိုင်းဟာယုံထွက်နိုင်ယုံထွက်ခြင်းတဲ့စိတ်မရှိဘဲနဲ့တော့ယုံထွက်နိုင်မှာမဟုတ်ဘူးယောသက်ကဒီတစ်ချက်ပဲလှုပ်ဆောင်တာနဲ့သူ့ဘဝတစ်လျှောက်လုံးမှာကျွန်ခံနေရတဲ့အချိန်မှာဘယင်ဖြစ်တယ်ဘယင်ဖြစ်ရုံနာမကသူကောင်းစားတဲ့အချိန်မှာသူ့မိသားစုကသူအစာရည်စာငတ်မွတ်ခေါင်းပါတဲ့အချိန်မှာမိသားစုတွေကောင်းကြီးဖြစ်စေသူ့အမျိုးတွေကောင်းကြီးဖြစ်စေသူ့နိုင်ငံကလူတွေကောင်းကြီးဖြစ်စေတယ်သူကိုးကွယ်တဲ့ဖခင်ဘုံထင်ရှားတယ်သူလောက်တာတစ်ခုပဲသခင်မဖျားယုံသွေးဆောင်မှုကိုဘာလောက်လိုက်တယ်လဲယုံထွက်လိုက်တယ်လူတိုင်းမှာသခင်မဖျားယုံသွေးဆောင်မှုတွေကြုံရမယ်အလိုတူအလိုပါလေးဆရာ तू ကအလိုတူလို့ကျွန်တော်ကျူးလွန်လိုက်တာအဲ့ဒါတွေကဖျားနဲ့ဝေးစီတယ်ကောင်းကြီးမင်္ဂလာနဲ့ပိတ်ဆို့စီတယ်ဖျားဘုံမထင်ရှားဘူးဒါကြောင့်ယောသတ်ကိုပညာရှင်တွေကပြောတယ်ဒုတိယလူလုံးမလားတဲ့ဒုတိယဘယင်လုံးမလားဒုတိယလူလုံးမယ်ဆိုရင်သခင်မသူ့ကိုချစ်တာသူ့သခင်ကိုအခုခေတ်စကားပြောလို့ရှိရင်ကွာလိုက်မယ်မင်းတို့မှန်ကပေါင်းတော့ယောသတ်ကျူးလွန်လိုက်ရင်ဒီဇက်ကိုထွက်လာဘူးယောသတ်ကယုံထွက်လိုက်တဲ့အခါမှာအစင်ပြေတာအစင်မပြေဘူးထောင်ကြတယ်ယောသားရင်ထောင်ကြတယ်ယောသားရင်ရွာပြင်ရောက်တယ်ဒါပေမဲ့စိတ်မပူနဲ့ယောသားရင်ရွာပြင်ရောက်တာမကြောက်နဲ့ယောသားမယောသားတဲ့အတွက်ကောင်းကင်အပြင်ရောက်ရင်တော့ဒုက္ခများပဲကျွန်တော်ဆရာမတယောက်ကအသိပေးဆရာယောသားကရွာပြင်ရောက်မယ်ဒါမယောသားနဲ့လူတွေကပြောကြတယ်အဲ့ဒါမားတယ်တဲ့ယောသားရင်ရွာပြင်ရောက်မယ်ဆိုတာမှန်တယ်ဒါပေမဲ့ကောင်းကင်အပြင်မရောက်ဘူးတဲ့ကောင်းကင်အိမ်မှာနေရာရတယ်ရွာပြင်ရောက်တာကိုမကြောက်နဲ့ကျွန်တော်အားပေးတယ်ယောသားတဲ့လူတိုင်းကိုအားပေးတယ်တချို့ကအားမပေးဘူးယောသားကမင်းရွာပြင်ရောက်မယ်နော်ဒါကြောင့်မင်းရွာပြင်မှာမနေနဲ့အဲ့လိုမျိုးပြောတာဒါတော့အားလုံးသခင်မဖျားအောင်သွေးဆောင်မှုလူတိုင်းရဲ့ဘဝမှာရှိနေအောင်မှာတည်တဲ့အထိယုံထွက်ရအောင်ယောသတ်ကတော့ဒီသခင်မရဲ့ကျူးလွန်တာပဲမဟုတ်ဒီသခင်မကိုဖျားဖန်ဆင်းတဲ့ပုဒ်သက်တမ်းမှာဖြတ်စည်းမိမယ်ဆိုတဲ့ဆက်တွေးတဲ့အခါမှာသူယုံထွက်တယ်ဆရာကြီးပီလီဂရဟန်ကတော့ယောက်ျားမိန်းမလိန်ဆက်ဆန်တာကိုပြန်တတိရပါဘယ်သူမှမသိဘူးဒါပေမဲ့မကြာမီဘူးပေါ်တယ်လို့ပေါ်ပါဘယ်သူမှမသိတဲ့ကိစ္စတွေလူတိုင်းဘဝမှာ chance အခွင့်အရေးကြုံတတ်တယ်ကြုံရမယ်ကြုံအောင်မှာအဲ့ဒီချိန်မှာအမျိုးသမီးကိုဝန်ဆောင်တာကိုတတိရပေးပါဒါဆိုရင်တော့မင်းယုံထွက်သွားမယ်ယုံထွက်ပြီးဆိုရင်လက်ခမောင်းခတ်တော့အကြံနဲ့အကြံအကုန်လုံးထားမြောက်ပြုသမျှလည်းအကုန်လုံးအောင်ဒါကတော့ဖရာသခင်နဲ့အတူသွားတယ်နံပါတ်1အေးနောက်နံပါတ်2ယောသတ်ကဲနံပါတ်3သွားကြည့်အောင်ယောရှုမတ်စာခန်းကြီး24အငယ်8နဲ့9ယောရှုနဲ့ကာလက်အကြောင်းကျွန်တော်ဖတ်ကြည့်အောင်ယောရှုမတ်စာခန်းကြီး24အငယ်8နဲ့9အားလုံးတွေ့လားယောရှုမတ်စာခန်းကြီး24မို့14နော်14အငယ်8နဲ့9ကျွန်တော်အတူတူဖတ်ကြည့်အောင်1 2 3ဒ
ရှုနဲ့ကာလက်ဟာတဲ့ဖျားနောက်တော်သူဘယ်လိုလိုက်တာလဲလုံးလုံးလိုက်တော့ကြောင့်ပါစနစ်100အပြည့်လိုက်လုံးလုံးလိုက်တော့ကြောင့်သူနင်းတဲ့ညီတဲ့သားစဉ်မြေးဆက်အတွက်အငွေဖြစ်တယ်ကဲခင်ဗျားတို့ဖခင်တွေမိခင်တွေကိုအဖြစ်ကိုသားသမီးတွေအငွေရရဲ့လားအငွေမရဘူးဆိုရင်ခင်ဗျားဟာဖျားနောက်ကိုလုံးလုံးမလိုက်လို့လူတိုင်းမှာတဲ့ဖျားနောက်ကိုလိုက်တော့လိုက်တယ်လုံးလုံးလိုက်တာတဲ့ကိုဘွားမှာရှိတယ်တဝက်တစ်ပြက်လိုက်တာတဲ့ရှိတယ်လုံးလုံးဆန့်ကျင်တာတဲ့ရှိတယ်အဲ့ပါစနစ်3အုပ်စုထဲမှာကိုကဘယ်အုပ်စုကပိုများတယ်လဲလုံးလုံးလိုက်တာလည်းရှိတယ်ကိုဘွားမှာလုံးလုံးဆန့်ကျင်တာလည်းရှိတယ်တဝက်တစ်ပြက်လိုက်တာလည်းရှိတယ်ဘယ်ဟာပိုများတယ်လဲကျွန်တော်လေမခမမကျမ်းစာတင်တာအတန်ထွက်တယ်ခင်ဗျားတို့ဘာမှအတန်မထွက်ဘူးဆိုအနာမကြကြောင်းမှမဟုတ်တာနည်းနည်းစကားပြောကြည့်အောင်ခင်ဗျားတို့ရဲ့ light မှာလုံးလုံးဆန့်ကျင်တာရှိတယ်တဝက်တစ်ပြက်လိုက်တာလည်းရှိတယ်လုံးလုံးလိုက်တာလည်းရှိတယ်အဲ့3အုပ်စုထဲမှာဘယ် percentage ကဘယ်အုပ်စုက percentage ပိုများတယ်လဲတဝက်တစ်ပြက်လိုက်တာပိုများသလားလုံးလုံးဆန့်ကျင်တာပိုများသလားလုံးလုံးလိုက်တာပိုများသလားတဝက်တစ်ပြက်လိုက်တာပိုများတယ်ကဲတဝက်တစ်ပြက်လိုက်တယ်ဆိုရင်ကျွန်တော်ဥပမာတစ်ခုပေးရစိတ်တဆဆေးရုံကျမ်းမာကြီးစိတ်ကျမ်းမာကြီးပေါ့အခုကကျွန်တော်ငယ်တော့ရန်ကုန်မှာရွာသားအခုကတော့ရွာသားကြီးပေါ့ဟိုတော့တရားလေးပေါ့ကျွန်တော်အဲ့ကျောင်းဆေးရုံကြီးကိုသွားတိလာတယ်အဖွဲတစ်ဖွဲအဲ့မှာလွတ်လပ်ရင်းလေးဆိုတော့ပျော်ဝဲရှုံမဲ့လုပ်ပြီစိတ်မကျမ်းမာတဲ့သူတွေကိုပျော်ဝဲရှုံမဲ့လုပ်ပြီအပြေးပြိုင်ပွဲလိုင်းတားထားတဲ့ထုံးနဲ့1 2 3 4 5 6 7လူ9ယောက်ပြေးတယ်ဆရာမကတေးသေးချာချာမှာဟိုးဘက်မှာတဲ့လိုင်းကတစ်သမားကနှစ်ကိုကြော်မပြေးနဲ့တစ်တက်တဲ့ကိုသွားဟိုမှာဆရာမကအထုပ်စုပေးဖို့စောင့်နေဘာကြီးလဲဆိုဒိန်မော်သီးတွေတကြားလုံးတွေဘာဖြစ်လဲတင်မော်သီးတွေစောင့်ကြော်မပြေးနဲ့နော်တေချာပြောသူတို့ကစိတ်မချမ်းပါတဲ့သူတေချာပြော1ယောက်2ယောက်3ယောက်အဲ့ချိန်မှာဆရာမတွေကလိုက်ပြောနေတာဒီဘက်မှာ4ယောက်ကျန်နေ3ယောက်မြောက်ကဆရာမကျွန်တော်တို့နားလည်ပြီးနေဆရာမရှောက်မရှင်းတော့နေတယ်နောက်က4ယောက်တိတာတိပြီလေဆရာမပဲမတိတာကဲဒါဆိုမင်းတို့ပြိုင်ပွဲစီကန်းတိပြီဆိုဝီစီမုတ်ရင်ပြေးတော့ဟိုးဘက်ရအောင်ပြေးမယ်ကဲပြိတ္တတွေလာတဲ့ဘေးနားမှာကြည့်ရပြိတ္တလက်ခုပ်တီးပါဆိုကျွန်တော်လက်ခုပ်တီးတယ်ပြေးတယ်ဝီစီပုတ်တာနဲ့ပြေးတာပဲနံပါတ်6သမားကဝင်တော့မယ်ဆရာမလည်းအထုပ်ပေးနေပြီနံပါတ်3သမားခြေထောက်ခောက်ငါ့ကိုလာကူညီပါအောင်ခြေထောက်ခောက်သွားပြီဆိုတော့အားလုံးကဟိုဘက်ကစုပေးမဲ့ဆရာမတွေကိုလုံးဝမကြည့်တော့သူတငယ်ချင်း3သွားကြည့်တယ်ပြီးတော့သူတို့3ကလဲနေတဲ့အချိန်မှာအားလုံးကဝိုင်းပြီးတော့ဘာလုပ်လဲဆိုတငယ်ချင်းမင်းတော်တော်နာသွားလားပယုတ်စီရှိလားတေဇောပန်းရှိလားမင်းအယိုးဆေးုံပြရမလားသူတို့အားလုံးပန်းမဝင်ဘူးသူတို့အားလုံးစုမရဘူးပေးမဲ့စုတွေအကုန်လုံးမရဘူးတဝက်တစ်ပြက်လောက်တဲ့သူတွေအားလုံးဟာစိတ်မဆိုးကြည်အယူအပြေးပြိုင်တာနဲ့တူတယ်ရစက်ကိုမရဘူးအဲ့တဝက်တစ်ပြက်လောက်တာလုံးလုံးဆန့်ကျင်တာနဲ့လည်းအတူတူပဲပြိုင်ပွဲမှာစုမရဘူးဒါကြောင့်ကျွန်တော်တို့အားလုံးပေါ့လုံးလုံးလိုက်တဲ့ percentage ပိုများအောင် perfect တော့လူတိုင်းမဟုတ်ဘူးပဲ percentage ပိုများအောင်ကျွန်တော်တို့လုပ်ရအောင်ကျွန်တော်ငယ်တော့အဘိုးဘူးလေဆိုရင်တရားဟောတာအခုအသက်50ကျော်60တမားတွေရောကြုံခဲ့တယ်ပေါ့သူကတရားဟောရင်သိနာမည်လေးကြီးတယ်လူတွေရဲ့နှလုံးသားကိုလည်းသူကခွန်အားဖြစ်အောင်ဟောတယ်သူ့အားဖြစ်လည်းအများကြီးပြောင်းနေတယ်ကရင်ထဲမှာတရားဟောအကောင်းဆုံးလို့ပြောလို့ရှိရင်လည်းရတယ်အဘိုးဘူးလေအဘိုးကကျွန်တော်တို့ဘုရားကျောင်းကိုလာပြီးဘုရားရှိခိုးတဲ့အခါကျွန်တော်နေတာဥလူနီလမ်းမှာကျွန်တော်နေတယ်ကျွန်တော်တို့မှာယထာနှစ်ဆင်းပေါ့
ဒီဘက်ကကုံရထားသွားတယ်တစ်တင်တယ်ဟိုးဘက်ကမြို့ဘက်ရထား तू ကဘာပြောလဲဆိုတော့ကျွန်တော်ကုံရထားမှာကြောက်မီသွေးနဲ့သွားတာကြောက်မီသွေးနဲ့ရေနွေးမွေးနဲ့သွားအဲ့ချိန်မှာ तू ကတရားဟောတယ်လူဘဝဆိုတာတဲ့ယထာခုတ်တန်နဲ့တူတယ်ယထာခုတ်တန်ကိုတဲ့ဘူဓာစထွက်ရင်ကြောက်မီသွေးနဲ့သွားတဲ့ယထာတော်တဲ့ရှူ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 တဲ့ရေနွေးရှူတဲ့အခါမှာအဲ့အင်ဂျင်ကရှေ့ကိုသွားတယ်ကြောက်မီသွေးကို तू ကဘာပြောလဲသူယထာကဘူဓာစထွက်ရင်အတန်နာထောင်စီပေါင်းရေပေါင်းပြည့်မှယထာထွက်တာကိုယထာအတန်ကပါလေတော့ဟုတ်အလေလောက်ရောက်လို့ရှိရင်လည်းစီပေါင်းရေပေါင်းကျလာတယ်ဟုတ်မဟုတ်ဘူဓာဆုံးလို့ရှိရင်မဟုတ်အဲ့ယထာခုတ်တန်ကိုလူ့ဘဝနဲ့တိုင်းရှင်ပြီးပေါ်ပြကျွန်တော်ငငယ်လေးတည်းတစ်သက်လုံးမှတ်မိတယ်ငငယ်တော့ကျွန်တော်တို့အားလုံးဟာမှန်တာလို့ဟုတ်တာပြောမလိမ်တတ်ဘူးမညာတတ်ဘူးအကယ်၍အမေကမနဲ့ဘာဖြစ်လဲ9ကြော်နဲ့ထမင်းတပကံစားနေ့ခင်းကြရင်ဗိုက်စားလို့သွားခိုးစားမိရင်ကျွန်တော်တို့ပြန်တောင်းမှန်မလိမ်တတ်ဘူးမညာတတ်ဘူးငငယ်တော့မှန်တာလို့ဟုတ်တာပြောပဲအခုအသက်ကြီးနည်းနည်းရလို့လောက်ကမ်းခွင့်ရောက်ရင်ဟုတ်တာတွေလုပ်တယ်လို့မဟုတ်တာတွေလည်းလုပ်တယ်ပထမတော့မလုပ်ချင်ဘူးအများကဝန်တန်းဆိုတော့လက်ဖေးဘိုးလေးတွေဒါတို့ကလက်စားတာပဲဒါပေမဲ့အများနဲ့ဆိုကိုလည်းလိုက်လို့ရအခုအတန်ထွက်တဲ့အတန်ကဟုတ်မဟုတ်တော့ဘူးဟုတ်မဟုတ်အဲ့မှာထမင်းစားရည်တောက်ဖြစ်လာပြီလက်ဖေးဘိုးတွေအောက်ဆိုင်တွေကတော့လုံနေကြပဲလေနောက်ပိတ်ဆိုမဟုတ်နဲ့ဘဝကိုအဆုံးမတတ်ကြည့်ဆရာကြီးကသူ့တရားချက်ကိုပြန်ပိတ်တယ်မဟုတ်နဲ့တော့ဘဝကိုအဆုံးမတတ်နဲ့မင်းဘဝမှာကြီးမိုက်ပေါ့မဟုတ်နဲ့တော့အဆုံးတတ်ရင်ကောင်းကင်အိမ်ထဲကိုဝေးမယ်မဟုတ်နဲ့အသက်ရှင်ရင်ဖျားဘုံမထင်ရှားဘူးမဟုတ်နဲ့တော့အသက်ရှင်ရင်ဖျားသခင်ရဲ့ကောင်းကြီးမင်္ဂလာမင်းဘဝမှာဘယ်တော့မှမရှိဘူးဒါကြောင့်ကျွန်တော်အားလုံးအခုကျွန်တော်ကြိုက်တဲ့အဆိုတော်ချွေးတယ်လူနဲ့အင်ကြီးငယ်တော့သူအဖြူရောင်ဝတ်တာတိတ်လှတာဝတ်တာလည်းကြိုက်တယ်ဒါပေမဲ့အသက်ကြီးလာတဲ့ခါမှာတဲ့အဖြူရောင်ရဲ့အင်ကြီးရဲ့အောက်မှာညက်ပတ်ပေကြံနေတဲ့နှလုံးသားရှိဒီအဖြူမဝတ်ချင်တော့ဘူးတဲ့လက်ကြမတတ်တော့ဘူးတဲ့သူသာခရိယန်ဖြစ်ရင်ဒီစာသားကိုကျွန်တော်ထပ်ဖြစ်ချင်သခင်ယေရှုရဲ့အသွေးတော်အားဖြင့်ဖြူရှင်ခွင့်ရတာကိုပြီးဆိုတာအဖြူရောင်ကိုလက်ပြတန့်စွာအင်ကြီးကိုဝတ်ပါနောက်စာသားတစ်ခုထပ်ထည့်ချင်တယ်ကျွန်တော်အတွေးပေါ့ဒါပေမဲ့ကျွန်တော်တို့အားလုံးအခုခင်ဗျားတို့ကိုကြည့်ရလေလူတယောက်ရဲ့နှလုံးသားမျက်လုံးပဲခင်ဗျားတို့မျက်လုံးတွေကိုကြည့်ရလေဟုတ်မဟုတ်တွေဖြစ်နေတယ်ဟုတ်ဖြစ်အောင်ပြန်လို့ရအောင်မဟုတ်နဲ့တော့အစုံမတတ်ပါနဲ့အားလုံးသဘောတူတာကဲဒါဆိုလို့ရှိရင်ဖျားသခင်နဲ့အတူသွားတာလူပုဂ္ဂိုလ်၃ယောက်အမတ်1ဘယ်သူလဲအေးနောက်ဖျားသခင်နဲ့အတူနေ့တိုင်းသွားတယ်ဟုတ်လားနံပါတ်2ယောသက်ဖျားမကြိုက်တာမလုပ်ဘူးသခင်မဖျားသွေးဆောင်မှုရုံးထွက်တယ်နံပါတ်3ယောရှုနဲ့ကာလက်ဘယ်လိုသွားလဲဖျားနောက်ကိုလုံးလိုက်တယ်အခုခင်ဗျားတို့ကတဝက်တစ်ပြက်လိုက်တယ်ဆိုရင်စုမရတဝက်တစ်ပြက်လိုက်တာကိုဂုံမယူနေနဲ့မလိုက်တာနဲ့အတူတူပဲကဲဆက်သွားကြည့်ရအောင်ဖျားနဲ့အတူမသွားတဲ့သူတွေသွားတဲ့သူတွေပဲပြောနေတာအကောင်းတွေပဲမသွားတဲ့သူတွေလည်းကျမ်းစာထဲမှာရှိတယ်အသင်းတော်တွေမှာလည်းသွားတဲ့သူရှိလို့မသွားတဲ့သူတွေရှိတယ်မသွားတော့သူဖျားနဲ့အတူမသွားတော့သူ
ဒန်လအနာဂတ်ကျမ်းဒန်လအနာဂတ်ကျမ်းခန်းကြီး4အငယ်28ကနေ33 28ကအကြည့်ရ तू ကဖျားနဲ့အတူမသွားတဲ့အုပ်စုထဲမှာထည့်လို့ရတယ် तू ကဘယင်ဖြစ်တယ်ဘယင်ဖြစ်တယ် तू ကအာဏာရှိတယ် तू ကလောက်ပိုင်ခွင့်ရှိတယ် သူ့ဘဝမှာကျမ်းစာမှာမှတ်တမ်းတင်တာကိုဖတ်ကြည့်အောင်အတူတူဖတ်ရအောင်ဒိုင်လအနာဂတ်ကျမ်းခန်းကြီး4အငယ်28ကနေ33ထိုအမှုအရာအလုံးစုံတို့သည်နေဗုခဒ်နေဇာမင်းကြီးအပေါ်မှာโอเคဘယင်ကြီးကသူ့နန်းတော်မှာဒါငါမြို့ယူတယ်ငါရဲ့ရွှေဘုံတော်ငါဆိုပြီးတော့ငါတကောခေါ်တယ်ငါကနေပြီးတော့ဘာဖြစ်လဲလူနော်တိရစ္ဆာန်ဖြစ်တယ်တိရစ္ဆာန်ကနေပြီးတော့မျက်စာရတယ်ဘယ်လိုတိရစ္ဆာန်လဲနွားအတ္တကြီးတဲ့လူတကောကောင်းဆိုင်တဲ့လူငါတကောခေါ်တဲ့တိရစ္ဆာန်အဲ့လိုပြောတဲ့အခါမှာကျွန်တော်တို့တိုင်းပြည်မှာငါတကောခေါ်တဲ့သူတွေတိရစ္ဆာန်မဖြစ်ပါလားတောင်ကူမှာလည်းသူတို့မြေကြီးရှိတယ်ကလောမှာလည်းရှိတယ်မင်းမျိုးမှာလည်းရှိတယ်မန္တလေးမှာလည်းရှိတယ်သူတို့ကအဲကောနဲ့နွားလည်းမဖြစ်ပါလားတိရစ္ဆာန်လည်းမဖြစ်ပါလားပြောကြမဖြစ်ဘူးလားဖြစ်တယ်ဟုတ်လားဒီကျမ်းစာကိုဖတ်တဲ့အခါမှာအဲ့လိုဖြစ်တယ်တကယ်တော့တိရစ္ဆာန်ဆိုတာလူများရဲ့ခြေကြိုလက်ကြားအောက်မှာနေရတာတိရစ္ဆာန်ကြီးဖြစ်သွားတာမဟုတ်ဘူးတဲ့ပညာရှင်တွေကဒီကျမ်းကို scholar တွေကဘာသာပြန်တဲ့အခါမှာလူကကိုချင်းတိတ်ခါဖောက်ပြက်ပြီးဆိုရင်မယိုးသားတော့ဘူးလူကိုလူလိုမထင်တော့ဘူးဆိုရင်အဲ့လူဟာတိရစ္ဆာန်ကဲတိရစ္ဆာန်တွေအကြောင်းပြောကြည့်အောင်အခုနိုင်ငံမြန်မာပြည်မှာကြီးပွားတိုးတက်နေတယ်လူများတွေကိုသွေးဆုပ်နေတဲ့သူတွေကတိရစ္ဆာန်မဖြစ်ဘူးမဟုတ်ဖြစ်တယ်ဆိုတာကိုကျွန်တော်ပြကြည့်အောင်မြန်မာပြည်မှာတောင်ကူမှာရန်ကုန်မှာမန္တလေးမှာလူဟာလူကိုလူလိုမထင်မင်းလူမဖြစ်သေးဘူးတဲ့လူကိုလူလိုထင်ဖို့လိုတယ်ထင်တဲ့မျက်လုံးနဲ့ကြည့်ရဒါကိုတိရစ္ဆာန်ဖြစ်တဲ့ဇက်လန်းတွေတောင်ကူမှာလည်းရှိတယ်မန္တလေးမှာရှိတယ်ရန်ကုန်မှာလည်းရှိတယ်မြန်မာတပြည်လုံးရှိတယ်တိရစ္ဆာန်တွေပိုတော်များသေးတယ်လူတော့လူပဲတိရစ္ဆာန်ကဲတိရစ္ဆာန်နံပါတ်1တက်မကြီးခင်ဗျားတို့အိမ်မှာချက်မွေးတာမွေးတယ်ချက်ကမွေးရင်ချက်10ကောင်ပေါက်တယ်ကျမကြီးအားရှာရတယ်စပားကတစီပဲအောက်ခြေလူဒန်းစားတွေအကုန်လုံးဟာကြက်ပဲကြီးမနိုးခင်အလုတ်ထဲရောက်တယ်မိုးချုံမှာအိမ်ပြန်ရောက်တယ်သမင်းစားစရာမရှိဘူးစပားကတစီပဲအခုလယ်သမားတွေကြည့်လယ်ထဲမှာလယ်နေတယ်တ
ကျွန်တော်ငငယ်တော့ဆိုရင်လေကတတိစားပဲအခုမိုးစဘာပဲအခုကຫນွေစဘာရှိတာရှိတယ်ဒါတော့နှစ်သီးဆိုင်တဲ့အတွက်စဘာပုတ်တွေမှာစဘာပို့များရမှာအခုပုတ်လည်းမရှိတော့ဘူးစဘာလည်းမရှိဘူးအဲ့ဒါကြက်မကြီးတို့သူတို့ပြင်းလို့အလုံးမလုံးလို့မဟုတ်ဘူးလောက်ရတာနဲ့စားစရာမရှိဘူးစနစ်ကမားနေတာကျွန်တော်ငယ်တော့အဖေရွာသွားရင်တသီးစားပဲမိုးစဘာပဲစိုက်ဒါပေမဲ့ပုတ်ထဲမှာစဘာရှိတယ်အခုနှစ်သီးစိုက်တယ်စဘာမရှိဘူးတခုခုတော့မားနေပြီလေသိန်းရာသိန်းမြေသိန်းတဲ့သူတွေရဲ့အဲ့ထဲမှာစဘာတွေရောက်ကုန်တာလေသမားတွေမှာစိုက်ပြီးတော့မစားရဘူးအောက်ခြေလူတန်းသားအလုံးအကွာကြက်ကဲဒုတိယပြိဿညောင်မြောက်တွေ့ဘူးလားမြောက်သားစားဘူးလားစားဘူးတဲ့တောင်ကူမှာအခုတော့ရှိသေးတာမဟုတ်တော့ဘူးထင်တယ်မြောက်ချီကားသူဈေးကြီးတယ်ပတ်စံအများကြီးပေးမှစားရတာကဲမြောက်ရဲ့ position ကိုကြည့်ရအောင်ငါပြောသီးစားတယ်တောင်ကူသီးမွေးရနာမည်ကြီးတယ်ငါပြောသီးစားတယ်မြောက်အပေါ်မှာတစ်ကိုင်းကိုင်းစားတော့စားရတယ်အပေါ်ကိုပေးရကျွန်တော်ရက်ွက်ထဲမှာရှိတာတောင်ကူမှာရှိတာစားတော့စားရတယ်လမ်းကြောင်းပေးရတယ်အပေါ်ကိုပေးရတယ်ဒါပေမဲ့စားရင်လေတက်တောက်တက်တာမစားဘူးကြီးတန်းတာစားရတယ်ဟိုကြည့်ပေါ့အန်ဒီရလည်းရှိတယ်စားလည်းစားရတယ်အခုရက်ွက်မှာရှိတယ်မြို့မှာရှိတယ်အဲ့ဒါတွေကမြောက်တီပဲတွေ့လားကဲကျွန်တော်တို့ဖုန်းစပေါ်တဲ့အချိန်မှာကျွန်တော်အမေကကျွန်တော်ပြောတယ်ဖုန်းဝယ်ပပဖူခွာမဝယ်နိုင်ဘူးအမှုတော်ဆောင်တော့ပဲဝယ်နိုင်တယ်တွန်တင်းချမ်းသာကျောင်းမှာကျွန်တော်ကဒုကျောင်းလို့တော့တပည့်လေးတယောက်ကသူတို့တွန်တင်းမှာအိမ်တအိမ်ပဲဖောင်ဖြည့်တာသုံးလုံးပေါက်တယ်အဲ့တော့15သိန်းခွဲကျွန်တော်တပည့်ကဆရာတဲ့ရောင်းမစားနဲ့တော့ဆရာကိုဖုန်းကတ်ပေးမယ်ရောင်းစားရင်10သိန်းကျော်ရအဲ့ခေတ်တော့ဆရာက15သိန်းခွဲအရင်ပဲကျွန်တော်ဆရာမို့လို့ဆရာကအလုပ်လုပ်လို့ရှိရင်ဖုန်းလိုတယ်အဲ့မှာအမိုးကိုသွားပြောအမိုးကမဟုတ်ဆိုမှဖွားဝဲငါချမ်းသာတာမဟုတ်မဟုတ်ဆိုမှအမေရဲ့ပတ်စံအိတ်ထဲမှာအကုန်လုံးစုပြီးတော့ဝယ်လိုက်တယ်ဖုန်းစားရတဲ့အချိန်ဝမ်းသာလိုက်တာချီပေါက်သလိုခံစားရတယ်ဒါပေမဲ့အခုကျွန်တော်ရန်ကုန်မှာလဲတန်းမှာစောက်သွားဝင်အကြီးကျယ်စိတ်အနှောက်အယှက်ဖြစ်တဲ့အတန်တစ်ခုကြားတယ်ဘုံစိန်ကတ်တွေ2000 1500 1000ကျွန်တော်အဲ့ဒီအတန်ကြားရင်တက်တိနဲ့ထိုးချင်တဲ့စိတ်ကငါတို့15သိန်းခွဲပေးထားတာလေဘေးညစ်ထားတာကိုမတိရှာဘူးသဘောပေါက်လားကဲဖုန်းတအိမ်မှာတလမှာတစ်ခါမဲနိုင်ရတယ်တောင်ကူမှာနိုင်ရလားဖုန်းရှားတော့ရလေနိုင်ရတယ်နိုင်ရင်ဘယ်သူတွေပဲပေါက်တယ်အုတ်ချုပ်ရင်ဘူးအမျိုးတွေပဲပေါက်တယ်ကျွန်တော်မပေါက်ဘူးဒါမြေပြင်မှာတကယ်မပေါက်ဘူးမြောက်ကြီးကဲတတရချင်းတစ်ကတော့ဘရင်ကျွန်တော်တို့ပုံမြင်နေမှာမြန်မာပြည်ရဲ့ traditional ပုံမြင်နေမှာငငယ်တော့ပုံမြင်နားထောင်ရချင်းတစ်ကတော့ဘရင်ပဲ discovery မှာတဲ့တရိတ်ဆန်ရဲ့အမှုချင်းကိုကင်မရာနဲ့မှတ်တမ်းတင်ပြီးပြန်ရိုက်ပြတယ်ချင်းတစ်ကတမင်တကောင်ကြီးတကောင်ကိုမိပြီးဆိုရင်ချက်ချင်းမစားဘူးတဲ့ဘာလုပ်လဲဟိန်းဟောက်ပြီးမှစားတယ်တောပြင်ဖြစ်ကြောင်တတော်လုံးကြားအောင်သူကဟိန်းဟောက်ပြီးမှစားတယ်ကျွန်တော်တို့မြန်မာပြည်မှာချင်းတစ်တွေအများကြီးကျွန်တော်ကတိုင်းသားမှတ်ပုံတင်ပျောက်တယ်တာဝကကိုသွားပြီးတော့မှတ်ပုံတင်လျှောက်တယ်
မရဘူးရေလောင်းမှရတယ်ကျွန်တော်ကတပုံလည်းမဟုတ်တခိုးလည်းမဟုတ်ဓမြလည်းမဟုတ်ဒီတိုင်းရင်သားမြန်မာပြည်မှာနေတာမတ်ပုံတင်ပြောက်ရင်ချောချောချူချူဘယ်တော့မှမရဘူးတာဝကယုံသွားတယ်ဒါပေမဲ့မြန်မာစကားတစ်လုံးမှမတတ်တဲ့တရုတ်ဒါကတကယ်မြေပြင်အခြေအနေမှာမတ်ပုံတင်နှစ်ခုသုံးခုရှိတယ်လူများနိုင်ငံမှာနိုင်ငံသားဖြစ်ဖို့ဆိုနှစ်တည်အများကြီးမှုကင်းရှင်းရတယ်အလုပ်ရှိရတယ်ကျိုးကျိုးဆဆလုပ်ရတယ်သူ့နိုင်ငံသားဖြစ်ချင်ဘာဖြစ်လဲဝန်တော့မဖြစ်တဲ့ပြဿနာမပေးတဲ့သူတွေပဲနိုင်ငံသားပေးတာကျွန်တော်နိုင်ငံမှာတော့တွေ့လိုက်တာရုံးနေကနားတွေသွားပြီးသူအဟောက်ခံရပြီအဟောက်ခံအဟောက်မခံချင်ရေလောင်းရတယ်ဌာနဆိုင်ရာကျွန်တော်တငယ်ချင်းတယောက်ကာတွန်းဆွဲတယ်မင်းဒီအပင်ဟာရေလောင်းတယ်အသီးလည်းမသီးဘူးအရိတ်လည်းတိတ်မပေးပါဘူးတဲ့ဘာအပင်လဲမင်းမှန်အောင်ဖြေနောက်တစ်ယောက်ဖြေဒီအပင်ကရေလောင်းတယ်ရောတာပေးတယ်အသီးမသီးဘူးအရိတ်လည်းကောင်းကောင်းမရဘူးဘာအပင်လဲစီပင်ကျွန်တော်အိမ်မှာတူတစ်ချောင်းတောင်းနဲ့ထည့်ရတယ်သူကဒါကောက်ပြီးဟိဟောက်ချင်းခံရဟိဟောက်ချင်းခံရကျွန်တော်တို့နိုင်ငံသားတွေကောင်းကောင်းမွန်မွန်နေတယ်အဟောက်ခံရတယ်အဆူခံရတယ်လူကိုလူလိုတန်မိုးမထားတဲ့ပြိဿဆိုင်ကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးပဲချင်းတဲ့အဲ့လိုမျိုးတက်တို့မြောက်တို့ချင်းတဲ့တို့ကျွန်တော်ပတ်ဝန်းကျင်မှာအများကြီးရှိတယ်အဲ့လိုပြောလိုက်တာနဲ့သူတို့မျက်နှာကြီးကျွန်တော်တို့မျက်စိထဲမှာပြင်းနေတာပဲကဲနောက်ဆုံးရှင်းရင်ရေမြင့်တွေ့ဘူးလားတွိတ်ဆိုင်ရုံမှာတွေ့ဘူးတဲ့ကျွန်တော်သားငယ်ငယ်တော့9နှစ်မှာတွိတ်ဆိုင်ကိုခေါ်သွားတယ်သူကပုံနေထဲမှာတော့တွေ့ရတာဟောချင်းတစ်တို့ကြားတို့တကယ်ရေပြင် practical မှာသူ့ကိုသွားပြတယ်သူသွားပြတဲ့အခါမှာကြားနဲ့ချင်းတစ်ယုံရောက်တော့ထိန်းတဲ့သူကအစာကျွေးတယ်အမဲသားကြီးကျွေးတယ်အောက်ပြန်ဆင်းလာတော့ရေမြင့်ကရေထဲမှာအကောင်ကြီးပဲပါဇက်ကြီးဟာတာဒါကကျွန်တော်မြင်ပပားတဲ့ရေမြင့်ကဘာစားတယ်ကစုံရွက်စားတယ်သူမယုံပပဒါတော့အကောင်ကြီးရဲ့ကောင်အသားစားမှာပေါ့ဟိုမှာချင်းတစ်တွေကြားအေးအသားစားတယ်မဟုတ်ဘူးသား तू ကရေထဲမှာနေရအကောင်ကြီးပြင်ပဲကစုံရွက်ပဲစားမယုံဘူးမယုံကြည့်တယ်ဟိုမှာကစုံရွက်တယ်ရှိတယ်အဲ့ဒါ तू စားတာကိုကြည့်ချင်တယ်သွားပြီအဲ့တော့ကစုံရွက်တစ်စီးအပြင်မှာ100ပဲအဲ့မှာ900 3စီး1500ကျွန်တော်ပြစ်ချပါဇက်ကြီးကအကျယ်ကြီးပဲဆို3စီး1500ကဘယ်စားမလဲပပစားလည်းမစားဘူးလေ तू စားတာတွေ့ချင်တယ်ဟာနောက်3စီးနောက်3စီးပပပတ်စံ1000လောက်ကုန် तू လည်းမစားဘူးလေပပတံပေါက်ကျွေးမဲ့မင်းတံပေါက်ကြီးရော့တော့မယ်ကျွန်တော်ကပတ်စံတွေကုန်နေ तू ကမစားဘူးလေဒီမင်းကပတ်စံ1000မှုထည့်တယ်ပါဇက်ကမပြည့်တော့မစားဘူးအဲ့မှာကျွန်တော်အသက်ရှူနေချောင်းကျွန်တော်တို့လိုပဲမိသားစုလာကြတယ်အဖွဲဟိုကကြည့်နေပပတို့ပတ်စံ1000ထည့်ထားတယ်ကစုံရမစားဘူးဟိုတယောက်က9000ထို့အောင်3000တယောက်က2000ပတ်စံသူတို့လည်း2000 3000ဘိုးဝယ်လိုက်ရပါဇက်ကြီးပြည့်တဲ့ခါမှာဒီမင်းကပိတ်ချတော့ဘာမှမပြောဘူးဒီမင်းတွေရှိတာတရိษံနေတရိษံလူဟာကိုချင်းတိတ်ခါပျက်စီးသွားပြီးဆိုရင်တဲ့တရိษံဘဝရောက်တယ်ခရိယန်အတိုင်းဝိုင်းမှာလည်းရှိတယ်သာသနာ့ဘာသူတွေမှာလည်းရှိတယ်မြန်မာပြည်မှာလည်းမြို့တိုင်းမှာရှိကျွန်တော်တငယ်ချင်းတယောက်ကဝတ္ထုတို့တပုတ်ကြီးတကယ်အဖြစ်ပြက်ဒါကိုခမားတို့လည်းဘေးကုန်းပြန်ပြီးပဲတိတိကျကျနားထောင်
ကုမ္ပဏီတစ်ခုအားတဲ့ပါမစ်တစ်ခုရဖို့ရန်အတွက်အကြီးဆုံးပုဂ္ဂိုလ်ကိုသွားပြီးတော့ကတော့တယ်ပါမုတ် sorry ဟိုမုတ်ဘုံပေါ့မုတ်ဘုံပါအဲ့ဒီမှာပတ်စံ300ထည့်ထားတယ်သွားကတော့အဲ့လူကြီးကမရှိတူမလေးပဲရှိတော့လူကြီးကိုပေးပါ family မုတ်ဘုံတူမလေးရတယ်ပေးမယ်ဆိုထားခဲ့သူတို့အခန်းထဲမှာအဲ့လိုလက်ဆောင်ပန်းချင်းတွေပေါင်ဘုံတွေအများကြီးပဲထည့်ထားအဲ့ဒီဘုံမှာဘစ်ကစ်တွေပဲမဟုတ်ပတ်စံ300သူတို့ထည့်ထားတဲ့အခန်းထဲမှာတို့ပြောလို့ရှိရင်လူကြီးရဲ့ကတော့ပြည့်ကုန်ပြီဒီမှာအခန်းကြီးပြည့်ကုန်လက်ဆောင်တွေပြည့်ကုန်သူတို့စားလို့လည်းမကုန်စူပါမားကတ်ကိုသွားသွင်းလိုက်သူ့တူမကိုသွားသွင်းလိုက်အဲ့မုတ်ဘုံကမုတ်ဘုံလို့ပဲသူတို့ထင်တာတကယ်တော့300စူပါမားကတ်အိုးရှင်းကိုရောက်အိုးရှင်းရောက်တော့သားမိနှစ်ယောက်ကအမိုးတဲ့စူပါမားကတ်ခဏဝင်အောင်မဝင်လည်းမဝင်နဲ့ငါပတ်စံအများကြီးမပါမဟုတ်ဘူးတဲ့အပြစ်မှာနေပူတယ်လေအထဲမှာအဲကွန်နဲ့ဆိုတော့ခဏပဲရှောက်ကြည့်တာပဲရှောက်ကြည့်နေတဲ့သားမိုးတဲ့ဖိုးခွားတငယ်ချင်းဘက်ကြီးတော့တဲ့အဲ့မုတ်ဘုံလေအဲ့မုတ်စိတ်မွေးခဲ့မိသားစုပုံပုတ်ပုံအဲ့တိတ်ကောင်းတာအမှုပတ်စံရှိထုတ်ဝယ်ပေးပါဒီဒုက္ခပြီးပြီးငါ့ကိုငါပတ်စံအများကြီးမပါဘူးပြောရတာမဟုတ်အမိုးမစားဘူးလို့အမိုးနေ့တိုင်းစားတဲ့ဘိမုံနဲ့မတူဘူးခလေးရဝယ်ခိုင်းကဲဟုတ်ပြီစေးမအောင်အဲ့ဒါဘယ်တော့လဲ9000ဆိုတော့သူ့ပတ်စံ6000ပဲပါအဲ့မှာသူဒေါသထွက်တယ်သူ့သားကိုပြောနေရာဒီငါ့ကိုအဆက်ခွဲတာခေါင်းကိုရိုက်ခလေးရငူတော့ဘေးနာလူကတွေ့ဩပုတ်ပုံးလို့ရှင်တယ်သူ့အမေရရဲ့ပတ်စံမပြည့်ဘူးငါဘက်ဒီဆိုတော့အမကြီးခလေးကိုမရိုက်တော့နဲ့ကျွန်တော်လေအဲ့မုတ်ပုံခလေးကိုဝယ်ပေးမယ်ဘာဖြစ်လို့လဲကျွန်တော်မွေးနေပါတဲ့အလူလုံးချင်အဲ့ချိန်မှာခလေးကဝမ်းသာငိုနေရတယ်ပြုံးပြီးတော့အမေမကြွေးတယ်ဦးကကြွေးဦးကိုကျေးဇူးတင်စကားပြောလိုက်ဦးကျေးဇူးတင်တယ်နော်မုတ်ပုံကြီးပိုက်ပြီးအဲ့ဒါ300မုတ်ပုံကြီးပိုက်ပြီးတော့သူကအိတ်ပြန်အမေကိုခွတ်ဖောက်ကြွေးမယ်အမေကတခါမှမစားဘူးတော့အဲ့အရာတာမသိအိမ်ထဲရောက်ဖောက်မယ်ဆိုတော့မဖောက်နဲ့ဦးသားတဲ့နေ့အဖေပြန်လာမှဖောက်ပြီးတော့တဲ့နေကျူရှင်ကားတွေပြေးဖို့နောက်ကျနေတာတစ်ပတ်ကျော်နေအဖေအလုတ်သွားတယ်အလုတ်သွားလို့အဆင်ပြေနေတယောက်တည်းမှုတ်ပုံအကုန်ချအကယ်၍နေ့အဖေအလုတ်ကပြန်လာလို့ပတ်စံအဆင်မပြေရင်အမေရဒီမှုတ်ပုံပြန်ရောင်းပြီးတော့ဝတ်သားရင်ဝယ်ကျွေးမယ်ဒီကျူရှင်ကလည်းပေးမယ်နေဆရာမတောင်းတာကြာနေပြီနေအဖေကိုစောက်အဖေကစောက်နေခြင်းဒါမကျင်တတ်မိုးဝယ်ပေးတဲ့မှုတ်ပုံလည်းမဟုတ်ပဲအခုပြန်ရောင်းမယ်လုပ်နေပြီသူမျက်နှာမကောင်းဒါပေမဲ့သူ့အဖေမှာပတ်စံပါမလာဘူးတဲ့သူကအเจ้าမှာပတ်စံပေးရမှာရှိတယ်သူ့အဖေကိုစောက်သူ့အဖေကလာတော့သားမီးနှစ်ယောက်မျက်နှာမကောင်းပါလားအေးနှစ်သားမုတ်ဘုံကိစ္စဘာဖြစ်တာလဲဒီမုတ်ဘုံကဦးတယောက်ကဝယ်ကျွေးလို့ဖောက်တော့မယ်လို့တဲ့ငါမဖောက်ခိုင်းနေပတ်စံအစင်ပြေတော့အခုဖောက်သူတယောက်တည်းစားနေပတ်စံအစင်ပြေလားယောက်ျားအစင်မပြေဘူးဒီနေ့အလုပ်သွားတာအစင်မပြေဘူးငါချင်တယ်ဒါဆိုရောင်းစားပြီးတော့ဝက်သားရင်ဝယ်ပြီးတော့နေ့ကျူရှင်ကပေးမယ်တာမချင်နဲ့ပပဟဲ့မိုးပေးတဲ့ပတ်စံလည်းမဟုတ်ပဲလေဦးပေးတာလေကျွန်တော်ဖောက်ချင်တယ်မိမပြောတာလည်းမှန်တယ်တားပြောတာလည်းမှန်နောက်ပြီးဆိုအဖေကဒုက္ခရောက်တော့ဒီလိုလုပ်ပါတဲ့မင်းအဖိုးတော့အိမ်မှာပြဿနာရှိရင်ခေါင်းပန်းနိုင်တယ်မင်းလည်းမှန်တယ်မိုးလည်းမှန်တယ်ဒါတော့အဖေခေါင်းပန်းလာအဖေကအိမ်မှာပြဿနာရှိပြီးတော့ကြက်ရှိခေါင်းပန်းလာမင်းတို့အဖေတဲ့မင်းတို့ဒိုင်သူကြီးလုပ်ကဲတာမင်းပါယူမယ်ခေါင်းမဲယူမယ်တဲ့ပန်းဆိုရင်ရှုံးတယ်ကဲမိုးကတော့ပန်းရတယ်တဲ့ကဲပြိတ္တကိုကျွန်တော်မေးမယ်ဒီခေါင်းနဲ့ပန်းလှန်တော့မယ်ပန်းကြမလားခေါင်းကြမလားပြိတ္တကိုမေးပြီလေဒီဘုံက300
ခေါင်းကြမလားပန်းကြမလားကြားတဲ့ဥစ္စာကိုပဲမေးတာနော်ကြားချင်တာကိုမေးတာမဟုတ်ဘူးမင်းတို့ကပတ်စံဘုံထဲမှာ300ရှိတယ်လို့သိနေတာလေသူတို့3ယောက်လုံးမသိဘူးလေမင်းတို့ကကြားချင်တာကိုပြောတာမဟုတ်ဘူးကြားတဲ့ဥစ္စာကိုမေးတာခေါင်းကြမလားပန်းကြမလားအဲ့လေကြားမှမကြားသေးတာမင်းတို့ကြားချင်တဲ့ဥစ္စာကိုပြောတာမဟုတ်ကြားတဲ့ဥစ္စာကိုမင်းတို့မေးတာခေါင်းကြမလားပန်းကြမလားတခုခုတော့ကြမှာပဲဟုတ်လားဒါပေမဲ့စာရေးဆရာကသူ့ရဲ့ဝတ္ထုကိုဒီမှာပဲပိတ်ထားတယ်ခေါင်းကြမယ်လို့လည်း तू မရေးဘူးပန်းချမယ်လို့လည်း तू မရေးဘူး तू ပြောချင်တဲ့ message ဟာမုတ်ဘုံရင်ကျေးမှုမြန်မာပြည်မှာထွန်းကားရေမြင်းနေအများကြီးပဲဒါကိုပြောချင်တာဒါတော့ခမားတို့ဟာခရိယန်ဖြစ်ပြီးဖျားသားသမီးဖြစ်တော့ကိုယ့်အကူခံယူပြီးတော့တိရစ္ဆာန်ဘဝနဲ့အသက်မရှင်ပါနဲ့ဒီထဲမှာတော့တိရစ္ဆာန်တွေရှိတာမရှိတာမသိဘူးကဲကျွန်တော်ပြောတာဖျားနဲ့အတူသွားရင်ကောင်းကြီးမင်္ဂလာရတယ်လို့ဖျားနဲ့အတူသွားရင်တိရစ္ဆာန်ဘဝဟုတ်လားအခုမတရားကြီးပွားချမ်းသာနေပြီးလူတွေကိုခေါင်းပုံဖြတ်သွေးဆုပ်နေတဲ့သူတွေအားလုံးဟာလေသူတို့အဲကွန်ထဲမှာနေရပြီမဲ့သူတို့ဘဝဟာတိရစ္ဆာန်ပဲဖြစ်နေတယ်ဆိုတာမြင်ပြီးတာမြင်လားမြင်တယ်ကိုကျင့်တိတ်ခါပြက်စီးရင်လူဟာဒီအုပ်စုထဲမှာပါတယ်ကဲဒါဆိုရင်လောကမှာလည်းဖျားနဲ့အတူသွားတဲ့သူရှိတယ်ဖျားနဲ့အတူမသွားတဲ့သူရှိတယ်ဟုတ်လားကဲဓမ္မပြည်မှာတောင်ကူမှာဒီအသင်းတော်မှာဖျားနဲ့အတူသွားတဲ့သူလည်းရှိတယ်မသွားတဲ့သူလည်းရှိတယ်ဟုတ်လားခင်ဗျားတို့ကျမ်းစာသင်တဲ့သူတွေ line ပေါ်မှာသင်တဲ့သူတွေဘယ်အုပ်စုထဲမှာနေပြီလဲစာတန်နဲ့သွားပြီးတော့ဖျားကိုပြစ်ထားတဲ့သူဖြစ်ချင်သလားဖျားနဲ့ပဲတစ်သက်လုံးတည်တဲ့အထိသွားတဲ့သူဖြစ်ချင်လားကဲဖျားနဲ့အတူသွားရင်တော့တိရစ္ဆာန်ဘဝကလွတ်တာပေါ့နော်ကဲဖျားနဲ့အတူသွားရင်ဘာလုပ်ရမလဲဆိုတာကိုဆက်သွားအောင်နားလည်မလားဖျားနဲ့အတူသွားရင်ဘာလို့နေထိုင်ကြင်ကြံပြုမှုရမယ်ဆိုတာဆက်သွားကြည့်အောင်နံပါတ်1လူတစ်ယောက်ကဖျားနဲ့အတူသွားတော့မယ်ဆိုရင်ဒီကိစ္စကိုမဖြစ်မနေလုပ်ရအောင်ကျွန်တော်အင်္ဂလိပ်စကားလုံးတစ်လုံးပြောချင်တယ်after you after ဆိုတာပြီးနောက်ပေါ့ you ဆိုတာသင်ပေါ့ကျွန်တော်မြန်မာပြည်မှာအမှုတော်ဆောင်တယ်တခါတလေထိုင်းနိုင်ငံရောက်ချင်းမိုင်ရောက်တယ်ဘန်ကောက်ရောက်တယ်စင်ကာပူရောက်တယ်ခရီးခဏခဏမသွားရအောင်ကျွန်တော်ကအင်္ဂလိပ်စကားအားနေတယ်အင်္ဂလိပ်စကားမတတ်ဘူးလို့တော့ပြောလို့ရတယ်နိုင်ငံခြားသွားရင်အင်္ဂလိပ်လိုတရားမဟောနိုင်အဲ့လိုဆိုတော့ကိုယ့်အတွက်ဘာသာတရားဘာသာစကားအခက်အခဲဖြစ်သားငယ်ငယ်တုန်းကကျွန်တော်ချင်းမိုင်သွားတယ်ချင်းမိုင်သွားတော့သားနေတယ်သူကလေမြန်တစ်ခါမှမရှိဘူးပပတဲ့လေမြန်ရှိရင်အရသာဘလို့ဟုတ်ကလေမြန်ရှိရင်တက်သွားခဏလေးနည်းနည်းလှုပ်တယ်ပြန်ရှင်းရင်လည်းနည်းနည်းဒါပဲဘာမှမပူပပတဲ့ပပအတင်းဦးဆရာလေးမညာရဘူးဖိုးခွားလေးဆက်ပင်းရှိတယ်စိုက်ကယ်ရှိတယ်ကားရှိတယ်လှေရှိတယ်ပဲ့ချိတ်ရှိတယ်ဆိုအရသာမတူဘူးတဲ့ဒီတစ်ခါနိုင်ငံခြားသွားရင်လေမြန်ရှိတဲ့အရသာဖိုးခွားနားလေအောင်ပြောပြဖို့တိတိကျကျမှတ်ထားကျွန်တော်ဒုက္ခရောက်တာ तू ကလေမြန်တစ်ခါမှမရှိဘူးအဲ့မှာ तू အတန်းလဲစာမွေးလဲရှိတော့သူ့ကိုမခေါ်သွားတော့မင်းမမိုးနဲ့ပပဘန်ကောက်နဲ့ချင်းမိုင်ကျန်းသာသွားတင်မယ်မင်းလေခွင်းလိုက်အောင်လားမလိုက်တော့ तू လည်းမျက်နှာမကောင်းတော့ကျွန်တော်လည်းမခေါ်ချင်ဒါတော့မင်းအဖီးနဲ့အိမ်မှာပဲနေအဖီးနဲ့အိမ်မှာပဲနေမင်းဘာဝယ်လာမယ်ပပကြိုက်တာပဲဝယ်လာတယ်ပပနှစ်ခုပဲလုပ်တယ်လေတက်ခါနေပြီဆိုရင်เนี่ยရန်ကုန်လေစိတ်မှာမင်္ဂလာတုံမှာအလကားရတဲ့ဖုန်းရှိ
Papa phone နဲ့မဆက်နဲ့ပတ်စံကုန်ဖိုးခွားကိုဆက်တက်ခါနီးဆက်ဘန်ကောက်ရောက်ရင်ရောက်ပြီးဆိုတာပြောအဲ့နှစ်ခုပဲတဲ့ပပကြိုက်တာပဲဝယ်လာခဲ့ချောကလက်ဝယ်လာခဲ့ကျွန်တော်ကလည်းကျွန်တော်မိမနဲ့လေခွင်းရောက်နိုင်ခွက်45မိနစ်လောက်စောင့်ရသေးတယ်အဲ့အချိန်မှာအလကားရတဲ့ဖုန်းမှာကျွန်တော်သွားမိမခဏနေဒီဖုန်းနဲ့ဆက်ရင်လည်းตาတွေ့မယ်အလကားရတဲ့ဖုန်းမှာငါตาကိုလေမော်တက်တော့မယ်ဆိုတာသွားဖုန်းဆက်လိုက်အေးသွားကျွန်တော်သွားတော့ကောင်မလေး3ယောက်ကျွန်တော်ကလည်းသူတို့နဲ့သွားမတန်းစီချင်းဘေးနားမှာအနီးဆုံးခုံမှာသွားထိုင်သူတို့ပြီးရင်ကျွန်တော်တားကိုဖုန်းဆက်တော့ဘယ်ပြီးမလဲသူတို့ပြောတဲ့စကားတွေကဘာဖြစ်လဲတစ္ဆာရှိနော်ပြန်လာရင်လက်ထက်မယ်သူသွားမယ်သူနောက်ကကြံခဲ့တဲ့ရီးစားကိုချွဲတာတွေပြစ်တာတွေဟင်းညိုတောက်ရတယ်လို့ပဲဓာတ်တလို့ရုံးမနေသည်ဟင်းညိုတောက်ရတယ်လို့ပဲကျွန်တော်နားထောင်နေ10မိနစ်လည်းမပြီးဘူး15မိနစ်လည်းမပြီးဘူးနောက်မှတန်းစီတဲ့သူရှိတယ်အာမနာဘူးအဲ့သမီးလေးပြီးတော့နောက်သမီး तू ကပူဆိုးတယ်ဟာနိုင်ဘွက်တောင်ရှိပြီငါလည်းမရောက်သေးဘူးမိမကကျွန်တော်ဖုန်းဆက်ဒီတန်းအောင်ကြာနေတာလားအခုတက်ရတော့မယ်လင်းလေးပဲပြောနေပြီကျွန်တော်ဒုက္ခရောက်ပြီနောက်ပြီးတော့သားကိုဖိုးခွာပပဖုန်းနဲ့ပဲဆက်လိုက်တယ်အလကားရတဲ့ဖုန်းကတိုးမပေါက်ဘူးဆိုတော့ကျွန်တော်ကလေမော်တက်တော့လေလေရတစ်ဖက်ကို3ခုမိမကဟိုးမှန်ပတင်းပေါက်မှာအပြင်ကကြည့်ချင်ကြည့်ကျွန်တော်ကအလေနောက်တစ်ယောက်ဘယ်သူလာမလဲဘယ်သူမှမလာဘူးကျွန်တော်ဆုတောင်းတစ်ခုပဲတောင်းတယ်တစ်ခုကတော့လေအန်ဒီရဲ့ကင်းပေးရှင်းပါဘာဖြစ်လို့လဲမလေးရှားလေတစ်စင်းလုံးပျောက်တဲ့အချိန်ဘုရားသခင်ကျွန်တော်လေပေါ်မှာဟိုဘန်ကောက်ကောင်းမှုလေတစ်စည်းလုံးပျောက်တာဘယ်သူမှမသိဘူးရှာလို့လည်းမရဘူးအဲ့အချိန်မှာတော့အန်ဒီရဲ့ကင်းပေးရှင်းပါစီပေါ့ဒုတိယကျွန်တော်ဆုတောင်းတာကဘာလဲကျွန်တော်ဘေးနားမှာမိန်းကလေးမဖြစ်ပါစေမိန်းကလေးဖြစ်တယ်ဆိုကျွန်တော်ထိုင်ရတာမလွတ်လပ်ဘူးကျွန်တော်ကိုယ်ခန္ဓာကလည်းကြီးရော့လေဒင်ခုံကလည်းတိတ်အကြီးမပါဘူးဆိုတော့ယောက်ျားလေးဖြစ်ပါစေကျွန်တော်မျက်စိပြန်ဖွင့်လိုက်တော့ကျွန်တော်ဘေးနားမှာထိုင်နေသူကယောက်ျားလေးဖြစ်ဆုတောင်းပြည့်တယ်ဒါပေမဲ့ပြဿနာအကြီးကျယ်ပြန်တက်ပြောနိုင်ငံခြားသားဟာငါအင်္ဂလိပ်စကားကလည်းအများကြီးမရှိဘူးဒါပေမဲ့ကျွန်တော်မကြောက်ဘူးဘာဖြစ်လို့မကြောက်လဲကျွန်တော်တို့ကဗဇက်နဲ့အလုပ်လုပ်တယ်မကြောက်သူ့အင်္ဂလိပ်စကားမတက်လေ international sign ရှိတယ်လက်တာကြီးခြေတာကြီးထောင်တာကျွန်တော်မရတော့သူထောင်ပြီးလက်တွေခြေတယ်ဆရာတို့လိုမဟုတ်ဘူးဆရာတို့ကအင်္ဂလိပ်စကားကျွန်တော်ထပ်ပို့တတ်တော့အမေရိကတွေပါရောက်ကျွန်တော်မကြောက်သူကလည်းကျွန်တော်မေးတယ်မင်းဘယ်သွားမလို့ဘန်ကောက်မင်းဘာလုပ်လဲငါ့ကိုဖုန်းကြီးတင်းဦးဆရာကျမ်းသာသွားတင်လို့မင်းမိသားစုရှိတာရှိတယ်ငါမှသားတစ်ယောက်ပဲရှိကျွန်တော်အင်္ဂလိပ်စကားကုံတော့မယ်ကျွန်တော်ညနာမကုံကြီးကျွန်တော်ပြောပြီးတော့ကုံခါနီးမှာပြီးတော့လေမဲကကော်ဖီဝေးတော့ तू ကအရင်ရှူမှာ तू မယူဘူးဗျာကျွန်တော်ကိုပြီးပြီးတော့အင်္ဂလိပ်စကားတစ်ခွန်ပြောတယ် after you ဒီစကားကသားကိုကျွန်တော်မှတ်ထားတယ်လေအရသာဘာလဲဆိုတာကိုမှတ်ထားတာအကုန်ပြောက်တာပဲကျွန်တော်နှလုံးသားထဲမှာအုံနောက်ထဲမှာတစ်ခုခုဝင်လာပြီဆိုရင်ရည်ရွယ်ထားတဲ့အကုန်ပြောက်တာပဲ तू ပြောတဲ့စကား after you तू အရင်ယူရမှာ तू မယူဘဲနဲ့ကျွန်တော်ကိုပေးတယ်အဲ့နှလုံးသားကဘလောက်လှလဲကျွန်တော်မြန်မာပြည်သူပြည်သားတွေအလကားရတဲ့ဖုန်းမှာတိုးမပေါက်ဘူးနောက်မှလူအသေးအတန်ရှိလို့အရေးကြီးရင်တော့ထားလိုက်ပါတော့ရုံးမနေသေးလို့ပြစ်ချွဲပြီးတော့သစ္စာရှိကြီးကျွန်တော်ဝတ္ထုတို့တပုတ်ရေးလို့ရတယ်အလကားရတာနောက်မှတန်းစီနေတာအာမနာဘူး after me ကိုယ့်အတွက်ပဲစဉ်းစားတယ်ဖျားသခင်နဲ့တူသွားတဲ့သူပါတဲ့ after you ဖြစ်ရ after you ဖြစ်ရကိုယ့်အတွက်မစဉ်းစားဘူးသူတစ်ပါးအတွက်စဉ်းစားသခင်ခရစ်တော်ရဲ့ရွှေပြည့်ညတ်ကို၌သူတစ်ပါးပြုစေလိုသည်တိုင်သူတစ်ပါး၌ပြုပါမဿဲခန်းကြီး9အငယ်7အဲ့ရွှေပြည့်ညတ်ကိုလိုက်လျှောက်ပြီးပြည့်ညတ်အကုန်လုံးကိုလိုက်လျှောက်ပြီးသားဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံး after you ဖြစ်ရအောင် after me မဖြစ်ရအောင်ကဲကျွန်တော်တို့ကျမ်းစာသင်ပြီးဒီညက်နေဓာတ်ပုံရိုက်မယ်အားလုံးသဘောတူလား
ကဲဓာတ်ပုံရရင်ထွက်လာတဲ့ပထမဦးဆုံးဓာတ်ပုံပထမဦးဆုံးကြည့်တဲ့အကြည့်ကဆရာတော်ထွန်းထွန်းလင်းကိုအရင်ကြည့်ရမှာဘာဖြစ်လို့လဲခေါင်းတစ်လုံးပုံမြင့်တယ်ခင်ဗျားတို့မကြည့်ဘူးခင်ဗျားပုံပဲပြူးပြဲကြည့်တာသူဟာကိုအချစ်ဆုံးဘာမှညာလို့မရဘူးအခုသမီးစားတွေပေါ့ကျွန်တော်တို့ကတော့အိမ်အောင်ပြုတ်ပြီးသားသမီးတွေရှိကုန်ပြီသမီးစားဘဝတော့ကောင်မလေးအချစ်ကိုမရခင်အမျိုးသားတွေကဘာပြောလဲမင်းကငါချစ်တာလေမင်းအသက်ထက်ပိုချစ်တယ်ငါအသက်ထက်ပိုချစ်တယ်ကောင်မလေးကအရေးပြောအဲ့ဒါဂျင်းကြီးကြီးထဲတာပဲအိမ်အောင်ပြုတ်ပြီးကိုအချစ်ဆုံးပဲတိတ်အညာမခံနဲ့ကျွန်တော်တို့ကအညာခံတော့ထောင်ရောက်တယ်ရောက်နေအဲ့ဒါကိုအချစ်ဆုံးပဲကိုပြီးမှနောက်တစ်ယောက်ကိုချစ်တာဒါကြောင့်မို့ကျွန်တော်တို့အားလုံးဘာဖြစ်လဲကိုချစ်တာဘုရားသခင်ကမကောင်းလို့မပြောပါဘူးလူများကိုမထိခိုက်တဲ့ချစ်ချင်းတော့ဖြစ်ရအားထားယူဟာဘာဖြစ်လဲသူများကိုထည့်စဉ်းစားပေးတဲ့စိတ်သခင်ခရစ်တော်ကဘယ်တော့တောင်ချစ်လဲအသက်ပေးအသေးခံပြီးတော့အကာဗေမေတ္တာနဲ့ချစ်တာကျွန်တော်အချင်းချင်းကိုချစ်တယ်လို့ကိုမိန်းမကိုလည်းကိုချစ်ရကိုချစ်တယ်လို့ကိုသားသမီးကိုလည်းကိုချစ်ရကိုချစ်တယ်လို့အသင်းတော်လည်းချစ်ရဒါမှသာလေဖခင်နဲ့တူသွားတဲ့သူဖြစ်လာကဲဒုတိယဖခင်နဲ့အတူသွားတဲ့နံပါတ်1နောက်ဆုံးတစ်ချက်ကိုပြောပြီးဆုံးသတ်ရအောင်နောက်ခေါင်းစဉ်တစ်ခုသွားပါဖခင်နဲ့အတူသွားရင်ဒီလူကဘာရမလဲကျွန်တော်ကအင်းစိန် MICT ဆိုတဲ့အင်းစိန်ကျမ်းစာကျောင်းဂုံးမှာကျမ်းစာကျောင်း3ကျောင်းရှိတယ်လွယ်လွယ်ပြောရင်တစ်ကျောင်းကတော့မြန်မာကျောင်းတစ်ကျောင်းကတော့ကရင်ကျောင်းတစ်ကျောင်းကတော့အင်္ဂလိပ်ကျောင်းကျွန်တော်မြန်မာကျောင်းမှာကျွန်တော်ကျောင်းစားတက်တဲ့အချိန်မှာကျွန်တော်မြန်မာကျောင်းမှာအကယ်ဒမစ်ဖြစ်တာဒေါက်တာတစ်ယောက်ပဲရှိဘယ်သူလဲဆိုတော့ဒေါက်တာဂျော်နီမောင်တက်အခုတော့ဘုံတော်ဝင်စားသွားပြီအဲ့ဆရာနဲ့ကျွန်တော်နဲ့ဖြစ်တဲ့ဇာတ်လမ်းကိုပြောပြီးတော့ဒီသင်ခန်းစာကိုအဆုံးသတ်ရအောင်ဆရာကစာသင်ကောင်းတယ် check history သင်တယ်ပြီးတော့ဗာသင်လဲဆိုတော့ခရိယန်ကျင့်ဝတ်တယ်သူ့အတန်းဆိုရင်ကျွန်တော်တို့မပြတ်ဘူးပြည့်ရင်နောက်တစ်ချိန်ဒုက္ခရောက်တယ်သူကအသင်းတော်သမိုင်းတင်ပုတ်ရဟန်းမင်းကြီးတွေအကြောင်းပြောရင်ဒုက္ခရောက်တယ်အဲ့အချိန်မှာကျွန်တော်ကနေမကောင်းဖြစ်တယ်ကြည့်တော့အဲ့ဆရာကလည်းဒေါက်တာဂျော်နီမောင်လက်ကတကြောင်လုံးမှာဒေါက်တာတစ်ယောက်ပဲရှိတယ်ကျွန်တော်ကျောင်းစားတက်တဲ့အခါမှာဒေါက်တာ10ယောက်မရှိဘူးမြန်မာပြည်ဒေါက်တာဦးဒေါက်တာချစ်မောင်ရှိတယ်ဆရာမကြီးဒေါက်တာအေဝါရှိတယ်အဲ့နာမည်ရှိဖတခြားတွေမရှိသူတို့ကျွန်တော်ပထမနေ့ရောက်တော့အဲ့ချက်ဟစ်ရွှေတင်ရတယ်ခရိယန်ကျင့်ဝတ်တင်ရတော့ဆရာကြီးကပထမဦးဆုံးအချိန်ကျွန်တော်တို့ကနှုတ်ဆက်မင်္ဂလာပါဆရာသူကဘာမှမပြောပဲမင်းတို့ဒီကျောင်းဟာ state ကျောင်းမဟုတ်ဘူးပဲမင်္ဂလာပါရင်းနဲ့ဒါမနှုတ်ဆက်တယ်ကျမ်းစာနဲ့အညီနှုတ်ဆက်ရအောင်ဘလို့လဲဆရာငါတိုင်ပေးမယ်တဲ့မင်းတို့လိုက်ဆိုအေမာနွေလာပါတပည့်တို့အေမာနွေလာပါဆရာမင်းတို့ပြန်ပြောရမယ်ငါတို့စာသင်ခန်းဟာအေမာနွေလာဆိုတာဖျားနဲ့အတူရှိတဲ့စာသင်ခန်းအိမ်ငိုက်တဲ့စာသင်ခန်းဟောက်တဲ့စာသင်ခန်းတရေကြတဲ့စာသင်ခန်းမဖြစ်ရဘူးနောက်အနည်း20ကြာတော့ခါမင်းတို့ကျမ်းစာသင်ရင်တဲ့မင်းတို့အသင်သားတွေယုံကြည်သူတွေခွန်အားရတဲ့ဆရာကြီးဓမ္မကိုကောင်းကောင်းကြည်ကြည်ညက်ညက်ဖြစ်အောင်အေမာနွေလာစာသင်ခန်းဟာကောင်းလိုက်တာ तू ကဒေါက်တာဆိုတော့ဒီလိုပြောတတ်ဆိုတတ်တာကျွန်တော်တို့ကကျောင်းသားအားလုံးသူ့ကိုဒေါက်တာဂျော်နီမောင်လက်လို့မပြောတော့နာမည်ပြောင်ပေးလိုက်အေမာနွေလာဆရာအေမာနွေလာဆရာအဲ့ဆရာစာသင်ကောင်းတယ်စာသင်ကောင်းတယ်သူ့အချိန်မပြတ်ရင်ပြတ်ရင်ဒုက္ခများတယ်တဲကြတော့ကျွန်တော် MICC မှာအလူရှင်လာဓာန်ပေါက်ကျွေး तू ကလည်းပြောင်ပြောကျောင်းသားဆိုတာထမင်းမငတ်ဘူးတဲ့တင်းငတ်တယ်ဒါတော့ပေးဟင်းပဲစားတယ်ကျွန်တော်ခေတ်တော့ကရင်ကျောင်းဆိုရင်ငပိရီပဲစားတယ်အခုလိုပေါ်ပေါ်တိတိမစားအောင်မငတ်ဘူးတဲ့တင်းငတ်တယ်
ငါတို့အလူလောက်တာမင်းတို့အဝစားတယ်ကျွန်တော်တို့ကစားတာတခါနေမှကြလာတယ်ကြက်သားဆိုတော့တပွဲခွဲကုန်တယ်ကျွန်တော်တငယ်ချင်းတယောက်ကနှစ်ပွဲကုန်တပွဲကတော့အနည်းဆုံးပဲပြီးတော့ကျွန်တော်တို့စားပြီးတော့အိမ်ငိုက်အတန်းတက်ရမယ်အေမာနွေလာဆရာဒုက္ခပဲအဲ့ချိန်မှာကျွန်တော်တို့ကမတက်ချင်ဘူးသူ့အချိန်မှာလည်းဘာဖြစ်လဲအိမ်ငိုက်တာမလုပ်ချင်ဘူးအဲ့မှာကျွန်တော်တငယ်ချင်းတယောက်ကဘာမှမပူနဲ့တဲ့ငါခိုင်းတာမင်းလို့ဆရာနဲ့ငါတို့အဆင်ပြေသွားလိမ့်ဟေ့အောင်ဒေါက်တာဆရာနော်မယုံမသိမလုပ်နဲ့တကြောင်လုံးမှာတစ်ယောက်ပဲရှိတာရတယ်မင်းငါပြောတာလို့ကျွန်တော်အတန်းမဝင်ခင်တငယ်ချင်းတယောက်ကကြည့်လိုက်အားလုံးโอเคအားလုံးလည်းသဘောတူကျွန်တော်အတန်းဝင်တဲ့အခါဆရာထုံးစံအတိုင်းနှုတ်ဆက်အေမာနွေလာပါတပည့်တို့ကျွန်တော်တို့ကအေမာနွေလာပါဆရာတို့အမြဲတမ်းပြောရတာဒီတစ်ခါတော့မပြောတော့ဘူးအေမာနွေလာပါတပည့်တို့ဆိုကျွန်တော်တို့အားလုံးကြည့်ထားတယ်အိမ်မာနေလိုက်ပါဆရာဟာဘာဖြစ်လို့လဲဓာန်ပေါက်အိုးငါရမစားရဘူးအိမ်မာရောက်နေတယ်ဟာဒီလိုလုပ်တဲ့ကျောင်းသားဆိုတာစာမတင်ချင်တဲ့အချိန်ရှိတယ်တဲ့ငါတို့ကဖိတင်လို့ရှိရင်တဲ့အကျိုးမရှိဘူးငါလည်းကျောင်းသားတစ်သက်လုံးလုပ်တာဒီလိုလုပ်တဲ့အတန်းကိုဖြုတ်ပြီးပြန်ခိုင်းလိုက်လို့ရှိရင်ကျောင်းအုပ်ကြီးဘုံတော်ဝင်စားတဲ့ဦးဝင်းတင်ဟောက်စုပါတဲ့မင်းတို့လည်းအဆင်ပြေငါလည်းအဆင်ပြေဒီလိုလုပ်ရအောင်ဘာလုပ်မလဲဆရာလက်ဖေးဆိုင်သွားကြစုကျွန်တော်အားလုံးပိတ်နေတဲ့မျက်လုံးပြူးတာပဲလက်ဖေးဆိုင်သွားကြသူအပြင်မှာလေကျောင်းအပြင်မှာဒါပေမဲ့ American sister ကိုတောက်ကကိုရှင်းဆိုတော့ပတ်စံပါတဲ့သူတွေပတ်စံမပါတဲ့ရင်သွေးချမ်းသာငါတော့ပတ်စံမပါဘူးတဲ့စားတင်တာငါအတွက်တော့လက်ဖေးတစ်ခွက်တိုက်ရကျွန်တော်တကယ်ကြီးဆရာတို့လက်ဖေးတိုက်တယ်ဟိုရောက်ရင်တဲ့ဖင်ပြောကောင်းပြောမပြောကြီးကျန်းစာထဲမှာတဲ့ငါကဒေါက်တာဆိုတော့မင်းတို့ထက်နည်းနည်းသိတယ်ကျန်းစာအကြောင်းပဲမိကြဝမ်းသာလာပေါ့ကျွန်တော်အားလုံးသွားတော့တပိတ်ဆိုင်ရှင်ရဆရာမွေးနေ့မှာတပည့်တွေလာကျွေးတာမဟုတ်ဘူးငါတို့လက်ဖိတ်လာတောက်တာအဲ့ဆရာနဲ့ကျွန်တော်တို့ကအဲ့လိုကြီးပြင်းခဲ့ရအဲ့ဆရာအချိန်ဆိုမပြတ်ရတော့ကျွန်တော်နေမကောင်းဖြစ်တော့ပြတ်တော့မယ်ဟာအေမာနွေလာဆရာမသွားချင်တော့မသွားရင်လည်းနောက်တစ်ချိန်ကျရင်ကိုယ့်တငယ်ချင်းတွေကိုလိုက်မေးရင်လည်းအဆင်မပြေဘူးနောက်တစ်ချိန်ကျွန်တော်15မိနစ်နောက်ကျပြီမှာအတန်းတဲဝင်သွားမယ်မသွားဘူးရန်ဖြစ်နေတာကိုယ်စိတ်နဲ့ကိုပြီးတော့သွားတဲ့အခါဆရာက roll call ခေါ်ကျောင်းခေါ်စီ present ရှိဘသူနာမည်ခေါ်နေတဲ့သူရှိကျွန်တော်နာမည်ကြော်သွားပြီကျွန်တော်နောက်ဆုံးထိုင်ဆရာကအားလုံးခေါ်ပြီးတဲ့အခါမှာမျက်နှာမောကြည့်လိုက်တဲ့အခါနောက်ဆုံးမှာဆရာထွန်းလင်းနဲ့ခင်ဗျာ15မိနစ်တောင်နောက်ကျတယ်ဘာဖြစ်လို့လဲဆရာကြီးကျွန်တော်နေမကောင်းဖြစ်လို့နေမကောင်းဖြစ်မော်နီတာရှိတယ်ခွင့်တိုင်လိုက်ဆရာကြီးနေမကောင်းဖြစ်ပြီမဲ့ဆရာကြီးရဲ့လက်ချက်ကိုပြတ်မှာဆိုလို့ကျွန်တော်ကြိုးစားပြီးတာမင်းတနာရင်ထိုင်လို့ရလားရတယ်ဆရာဒါဆိုโอเคပဲမင်းရဲ့ကြောင်းခေါ်ချိန်မှာဘာမှမရေးထားသေးဘူးပေါ့မင်းဘာလုပ်ချင်လဲကျွန်တော်ထားပြီဆရာကြီးကျွန်တော်15မိနစ်နောက်ကျပြီမဲ့ကျွန်တော်ရဲ့ကြောင်းခေါ်ချိန်အကွက်ထဲမှာ present ပေါ့ရှိစရင်နဲ့ထည့်ပေးပါဘာဖြစ်လို့လဲဆိုတော့ကျောင်းသားဟာတဲ့ကျောင်းခေါ်ချိန်85ရာခိုင်နှုန်းမပြည့်စာမွဲဝင်ဖြည့်ခွင့်မရှိဘူးကျွန်တော်ပြောလိုက်ကျွန်တော်ကနည်းနည်းလေးရှာရှိလိုက်မင်းတို့ကကျောင်းစီကန်းတွေတော်တော်နားနေပါလားတဲ့ကဲတဲ့ထိုင်ဆိုပြီးတော့ present ရှိစင်တယ်ထည့်မယ်ချင်လို့မထည့်ဘူးဆရာကဂျပန်မူကြီးလိုရစ်ပြီးဆရာထွန်းနေရတော့တဲ့15မိနစ်နောက်ကျပြီမယ်ကျောင်းခေါ်ချိန်စီးရင်ထဲမှာရှိစရင်တယ် present တွေထည့်ခိုင်းတယ်မင်းတို့တငယ်ချင်းထွန်းလင်းကိုဘယ်လိုသဘောရတယ်ကျွန်တော်တငယ်ချင်းကထားပြီဆရာတဲ့ဆရာကျင့်ဝတ်ဖောက်ပြန်တော့မယ်တော့အခုတင်တဲ့ဆက်ချက်ကခရိယန်ကျင့်ဝတ်ကို့ကြောင့်သားနေမကောင်းဖြစ်ရသားနဲ့စူးစမ်းပြီးလာပြီးတော့ present ချင်းတယ်မထည့်ဘဲနဲ့ပြက်ကွက်စင်းတဲ့ဆရာထည့်မယ်လို့ဆုံးဖြတ်ရင်ဆရာကျင့်ဝတ်ဖောက်ပြန်တာပဲမင်းတို့ငါမေးတာကျင့်ဝတ်တွေဘာကြီးမေးနေတာမဟုတ်မင်းတငယ်ချင်းကို present ထဲထည့်ရမလား asset ထည့်ရမလားမေးတာကျွန်တော်တငယ်ချင်း15မိနစ်နောက်ကျတဲ့အကြောင်းကသူနေမကောင်းဖြစ်လို့စူးစမ်းပြီးလာတာသူ့ကိုလည်း present စင်းတယ်ထည့်ပေးပါရှိစင်းတယ်ထည့်ပေးပါကဲထိုင်ဆရာပဲနော်တဲ့မင်းတို့ကတပည့်ပဲဟုတ်ပါလေဆရာကြိုက်တယ်လို့လုပ်ပါအဲ့ရဲ့ကျောင်းခေါ်ချိန်မှာ
အဲ့နေ့မှာဆရာကြီးက present စီရင်တယ်ထည့်လိုက်ကျွန်တော်အရန်ဝမ်းသာအခုဆရာကြီးကကောင်းကင်ဘုံရောက်ပါတယ်အခုကျွန်တော်အရေးကြီးတဲ့စကားတစ်ခွန်းဒီပြိတ္တနဲ့ line ပေါ်မှာရှိတဲ့သူမေးချင်ခင်ဗျားတို့နှစ်ချင်းခံတယ်ခင်ဗျားတို့အသင်းတော်ရဲ့စရေးမှာအတွင်းမှာစရေးရှိနှစ်ချင်းခံတဲ့အသင်းတော်တိုင်းမှာခင်ဗျားတို့ရဲ့နာမည်ရှိဒါပေမဲ့ကောင်းကင်အိမ်မှာ present ရှိရလားအခုပြောတဲ့စကားကဒီနေ့ထမင်းစားဖို့မနေ့ဖန်ထမင်းစားဖို့လောကကြီးမှာအောင်မြင်တိုးတက်ဖို့ထက်အလွန်အရေးကြီးတယ်ဖခင်ရဲ့စရင်ထဲမှာ present မရှိဘူးဆိုရင်ခင်ဗျားတို့ခရိယန်ဘလောက်ဖြစ်ဖြစ်တိတ်ခါရောဆရာဘလောက်ဖြစ်ဖြစ်အမှုတော်ဆောင်တက်တန်းဘလောက်ဖြစ်ဖြစ်အလကားပဲကိုယ့်ကိုပြန်မေးကြည့်အောင်ခင်ဗျားတို့နှစ်ချင်းခံတဲ့အသင်းတော်မှာတော့စရင်ရှိတယ်သိကြတယ်ခင်ဗျားရဲ့နာမည်ကောင်းတဲ့အိမ်မှာနာမည်ရှိတာ present ရှိတာကျွန်တော်ကြည့်တာခင်ဗျားတို့ကမျက်လုံးတွေကတိတ်မသေးကြလို့ဘာလို့ရေရေဝဝရှိတယ်လို့ပြောရမှာလေဘာတွေးနေရှိပါမလားအခုကလည်းဟုတ်မဟုတ်ဆိုတော့ကဲခင်ဗျားအတိတ်ကဘလောက်ပဲတန်တရားဖြစ်နေဒီနေ့ကစပြီး present ရှိအောင်ဖရာသခင်နဲ့အတူသွားတဲ့တရားဖရာသခင်နဲ့အတူနေ့တိုင်းတော့သွားတဲ့သူဖြစ်မှ present စရင်ထဲမှာပါမှာဖရာသခင်နဲ့အတူမသွားဘူးဆိုရင်တော့ခင်ဗျား present စရင်ထဲမှာလာမလုပ်နဲ့ဖရာကမျက်နှာမလိုက်ဘူးဒါကြောင့်ကျွန်တော်အားလုံးဒီနေ့မနေ့ပိုင်းတစ်ချိန်ပေါ့ဖရာသခင်နဲ့အတူသွားတော်သူကျွန်တော်တို့ဒီနေ့ကစခက်မဟုတ်ဘူးနော်ဖရာရဲ့စရင်ထဲမှာပါခြင်းဒီနေ့ကစပြီးအလုတ်လုပ်ရင်ကိုကြိုက်တာကိုမလုပ်ချင်ကိုအလုတ်လုပ်တော့မယ်လို့စဉ်းစားရင်ဖရာကခွင့်ပြုရင်လုပ်ပါခွင့်မပြုရင်မလုပ်နဲ့ခွင့်ပြုခြင်းမပြုခြင်းလက်ပြတန့်ခြင်းမတန့်ခြင်းကိုကဖရာမျက်နှာကြည့်ပြီးလုပ်ရင်လေကိုကိုထောက်ခံမဲ့သူမမျော်လင့်နဲ့ရှိချင်မှရှိရေရဲတတိရှိလုပ်အောင်အရေးကြီးတာဖရာရဲ့အသက်စင်းစာတောင်ထဲမှာနာမည်ပါခြင်းဟာခရိယန်ဘာသာရဲ့ဘာသာဝင်တွေအတွက်အရေးကြီးဆုံးထိတ်ဆုံးကအရာဖြစ်တယ်ဒါကြောင့်ကျွန်တော်တို့အားလုံးဒီနေ့ကစပြီးအလုပ်လုပ်ရင်လက်ပြတန်းတဲ့အလုပ်ပဲလုပ်ပါလက်ပြမတန်းတဲ့အလုပ်ကိုအဖော်ကောင်းလို့လုပ်တဲ့သူတွေမဖြစ်ပါစေနဲ့ဖရာသခင်နဲ့အတူနေ့တိုင်းသွားပြီးတော့ဖရာရဲ့အသက်စာဆောင်ထဲမှာနာမည်ပါတဲ့သူတွေဖြစ်ကြပါစို့လို့ပထမသင်ခန်းစာနှစ်သစ်မှာ2026ခုနှစ်နောက်ဆုံးရောက် report တင် result ကောင်းအောင်ပထမတစ်ချက်ဖရာသခင်နဲ့အတူသွားတော်သူများဖြစ်ဖို့ပထမသင်ခန်းစာဖော်ပြပါတယ်ကဲကျွန်တော်တို့နားမလဲတာမရှင်းတာမေးချင်တာရှိမေးဖို့ဖြစ်တယ်နောက်ခေါင်းစဉ်တစ်ခုဆက်သွားရင်တဏှာရင်ထိသွားမှာဆိုတော့ဒီသင်ခန်းစာအပေါ်ပါတော့ခင်ဗျားတို့ကျွန်တော်ပြောတဲ့ဥစ္စာကိုမရှင်းတာနားမလဲတာမေးဖို့အချိန်10မိနစ်လောက်ပြီမေးရမရှိဘူးဟောဆရာဟုတ်ကဲ့ပါလူတယောက်မှာကျွန်တော်ပြဿနာကအဝေးကအပြင်အဖို့ကျွန်တော်အထဲမှာပဲရှိလူတယောက်မှာနှလုံးသားထဲမှာဘောပါရှိဘောသားရှိဘောဟာရှိအဲ့ဒါတွေကလူတိုင်းမှာရှိနှလုံးသားထဲမှာအကုန်ရှိရအပြင်မထွက်စင်တယ်လောဘရှိရလိုချင်တက်မှတ်မှုရှိတာပြီဆိုရင်အဲ့ဒါလုံးလိုက်ဖို့ဘယ်တော့မှမဖြစ်နိုင်ဘူးလူများကြောင့်မဟုတ်ကိုယ့်အထဲကအခန့်ပါ
လူတိုင်းမှာဒေါသရှိတယ်လောဘရှိတယ်မောဟရှိအဲ့ဒါကိုကျွန်တော်တို့ကထိန်းချုပ်နိုင်ရခင်ဗျားတို့မျက်လုံးထဲမှာနှစ်ခါပြန်ကြည့်ရတဲ့မျက်နှာမျိုးပိုင်ရှင်တွေတွေ့ဘူးလားဒီယောက်ျားလေးကိုကြည့်တာနှစ်ခါပြန်ကြည့်ရှင်တယ်အမျိုးသမီးတွေရှိဘူးလားမရှိဘူးတဲ့ပုံစံနဲ့မကြည့်နဲ့အမျိုးသားတွေလည်းရှိဘူးလားရှိဘူးတယ်နှစ်ခါပြန်ကြည့်ရတဲ့မျက်နှာမျိုးရှိဘူးတယ်တိတ်ချောတယ်ပေါ့မွေးကလေးကလှတယ်မျက်နှာမြင်ချစ်ခင်ပါစေပေါ့ဒါပေမဲ့ကိုချောတယ်လို့ထင်တဲ့သူတွေကဒေါသထွက်သွားပြီချောသေးတာမချောတော့ဘူးဒေါသထွက်လာပြီဆိုရင်တဲ့ခဏဖြစ်ပေါ်တဲ့အယူစိတ်ယူနေတာ तू ကဒေါနဲ့ပြောနေတယ် तू လှတဲ့အရာအားလုံးကအကြီးတန်းသွားတယ်ဒါတော့ဆရာမေးခွန်းလုံးလုံးလိုက်ချင်ရင်တဲ့အခြေခံလောဘဒေါသမောဟကိုသေတဲ့အထိဘာဖြစ်လဲအပြစ်မထွက်အောင်အထဲမှာတော့ရှိအောင်ပါအဘိုးမှုတွေကတော့ခွေးဖြူနဲ့ခွေးမဲပေါ့ခွေးဖြူဆိုတာတရားဓမ္မတွေကိုနှလုံးသားထဲမှာများများတုပ်ပြီးခွေးမဲကအားနေသွားရင်ဒီလူကဖျားပုံးထစ်ချတယ်လုံးလုံးလိုက်တဲ့အသက်တာကိုလူများမြင်ရတယ်ခွေးမဲကိုအစာကျွေးတာများရင်ခွေးဖြူကပိတ်သွားရင်သူထွက်လာတဲ့ result ကဘာလဲလုံးလုံးဆန့်ကျင်တာတွေထွက်ဒါကြောင့်မို့ဆရာမေးတဲ့မေးခွန်းရဲ့အဖြေဟာဆရာအထဲမှာပဲရှိတယ်လောဘဒေါသမောဟကိုအပြစ်မထွက်အောင်ထွက်ရင်ဖျားပုံးမထင်ရှားတော့မထွက်ဘူးဆိုရင်ဖျားပုံးထင်ရှားတယ်ကဲဒီဥပမာလေးတစ်ခုပြောကြည့်အောင်ထွက်ရင်ဘယ်တော့ဆိုးဆိုးဖြစ်တယ်လဲဆိုမန္တလေးမှာသူသားမိမဟုတ်ဆိုးဖို့သားသမီး၄ယောက်ရှိမန္တလေးတစ်မြို့လုံးဟာဘာဖြစ်လဲမြန်မာပြည်ရဲ့ယဉ်ကျေးမှုအခိုင်အမာကျွန်တော်ကလေးဘဝတော့ရှိတယ်အခုတော့မဟုတ်တော့တရုတ်တွေအားလုံးသိမ်းလိုက်ပတ်စံတယ်တရုတ်တွေကမြေခွက်တွေလိုက်ဝယ်မြေခွက်တွေကအဲ့မိသားစုပိုင်တဲ့မြေခွက်ဒေါင်းကြဘယ်လောက်လဲသိန်း900အဖေကဘသူလာဝယ်မှာလဲတဲ့ဘသူလာဝယ်မှာလဲဆိုတရုတ်တွေကုမ္ပဏီလုပ်ပါရေတန်းဆက်ထောင်ပါရေတန်းဆက်ထောင်ပါဆိုတော့ငါတို့တိုင်းရင်းသားတွေဝယ်တာမဟုတ်ပေါက်စီတဲ့900ပဲတဲ့ငါတို့တိုင်းရင်းသားတွေဝယ်မှာမဟုတ်နိုင်ငံခြားတရုတ်တွေဝယ်မှာဖြစ်တယ်သူတို့ကပတ်စံချမ်းသာတယ်သိန်း1000မှငါတို့ရောင်းမယ်အေဂျင့်ကတရုတ်အေဂျင့်ကပွဲစားကသိန်း1000ဆိုတော့မဝယ်တော့ဘူးလိုအပ်ထားတဲ့ပူစည်းကြီးနေတော့မဝယ်လည်းနေဘာမှမဖြစ်ဘူးသူ့သားသမီး၄ယောက်ကိုပြောတယ်ငါမသိပဲနဲ့ငါတို့အဖိုးအဖွားပိုင်တဲ့အိမ်သိန်း1000မရရင်ဘယ်သူမှမရောင်းနဲ့လာဝယ်တဲ့သူတွေကလန်သွားတာပေါ့ဈေးကြီးတယ်တဆကြီးတယ်3လကြာတဲ့အခါမှာဖခင်ကသူ့အမျိုးတွေအတုပါရှိတယ်ရန်ကုန်လာတယ်ပြီးတော့မန္တလေးကိုပြန်တဲ့အခါယထာနဲ့ပဲသွားရတယ်အခုလိုကားမပေါက်ဘူးအမြန်လမ်းမရှိဘူးမန္တလေးပူတာရောက်တဲ့အခါမှာသူသတင်းတစ်ခုကြားမန္တလေးမှာမီးအကြီးကျယ်လောင်တဲ့ရက်ကွက်ကသူတို့ရက်ကွက်ဖြစ်ဟာဒုက္ခပဲငါလောဘတက်လိုက်လို့900နဲ့ရောင်းလိုက်လို့ရှင်ပတ်စံရအောင်ချက်ချင်းပဲစိုက်ကယ်တဲ့သူ့အိမ်ပြေးတာမီးလောင်တဲ့ရက်ကွက်ကလည်းသူတို့ရက်ကွက်ဖြစ်သူကြည့်တဲ့အခါမှာအိမ်ဟာဘာဖြစ်လဲဘယ်သူမှမရှိဘူးသူရန်ကုန်ပြန်သွားတဲ့အချိန်မှာသားသမီး၄ယောက်ဘယ်သူမှမရှိဘူးဒေါသအကြီးကျယ်ထွက်မီးပွားတွေကလည်းလွှင့်လာသူ့အိမ်ကိုမီးကူးမှကြောက်တဲ့အတွက်သူကရေဆက်ဖွင့်ပြီးတော့အိမ်ကိုရေတောင်းတယ်မီးကူးလာလို့ရှိရင်မကူးအောင်လို့ရေဖြန်းတာအောင်အဲ့မှာတားကြီးကဝင်လာအဖေဘာလျှောက်လုပ်တာလဲမင်းတို့အိမ်မီးလောင်မှာဆိုလို့လေအဖေအိမ်မဟုတ်တော့အဖေတဲ့အသုဘရန်ကုန်သွားတဲ့အချိန်ပါတဲ့အေဂျင့်ကလာတယ်သိန်း1000တောင်းတာလက်ခံလိုက်စာချုပ်ချုပ်လိုက်မင်းတို့ရောင်းလိုက်ပြီလားရောင်းလိုက်ပြီသိန်း1000ရရင်ရောင်းဆိုဟုတ်ပြီအဲ့ဒါဆိုရင်ရေစက်ကိုပြန်ပိတ်တော့မီတာကုန်တယ်ဓာတ်ဆီကုန်တယ်ပြန်ပိတ်တော့ဒုတိယသားလာအဖေအကိုကြီးနဲ့အဖေနဲ့ဘာလုပ်နေတာလဲမင်းအကိုကြီးပြောတယ်လေငါတို့ဒီအိမ်မဟုတ်တဲ့အတွက်
ကိုယ့်အိမ်မဟုတ်တဲ့အတွက်ငါတို့ရေမလောင်းတော့ဘူးအဖေကရေလောင်းတာရေမလောင်းတော့ဘူးအဖေအဲ့ဒါပေါ့သားကြီးကိုသွားမယုံနဲ့ရောင်းတော့ရောင်းထားတဲ့စာချုပ်မှာ300ပဲရသည်ရှင်300မကြံသေးတယ်မချေရသေးဘူးဟုတ်လားသားကြီးဟုတ်တယ်မင်းတော်တော်အသုံးမကျတဲ့သားကြီးရဲ့ကဲကြတို့ရေပြန်ဖြန်းတတိယသားဝင်တာတော့အဖေကစီးပြီးစုတာကိုယ့်အိမ်မှာကိုယ့်ရက်ကွက်မှာမီးလောင်နေတာမင်းတို့ဘယ်လျှောက်သွားနေအဖေသားကြီး2ယောက်ကိုစိတ်မချဘူးဘာဖြစ်လို့လဲကျွန်တော်အေဂျင့်စီသွားတာအခုနစာချုပ်ချုပ်တဲ့အေဂျင့်300ပဲပေးထားတာ800မရသေးဘူးသူ့တထေးကဘာဖြစ်လဲကျန်800ကိုမပေးမှသူတို့အေဂျင့်ကိုသွားပြောတာအေဂျင့်ကပြောတယ်ငါတို့တထေးကမြန်မာတပီလုံးအလုပ်လုပ်တာမင်းတို့300နဲ့အနံမဲ့ပြက်မခံဒါကြောင့်မို့ကျွန်တော်သွားမေးပြီးပြန်လာတာဒါဆိုရင်300ပြန်ရမှာပေါ့အေဂျင့်နဲ့စကားပြောပြီးပြီအဲ့ဆိုရင်ဘာဖြစ်လဲဒီပြန်ဖြန်းနေတဲ့အဖေကဂျေဆက်ပိတ်လိုက်တော့ငါတို့300ရမှာမီးတောင်သွားလည်းပြဿနာမရှိနောက်ပိတ်ဆုံးသမီးအငယ်ကဝင်လာတယ်နေရမိန်းကလေးဖြစ်ပြီးတော့ကိုယ့်အိမ်ရက်ွက်ထဲမီးလောင်တာဘာဖြစ်လို့မရှိတာလဲအဖေသားတွေစိတ်မချဘူးဘာဖြစ်လို့လဲအဲ့300ရမလားမရလားကျမစိတ်ပူတယ်ဒါကြောင့်မလို့တဲ့မဟုတ်ဘူးလေအကိုအငယ်ဆုံးကအေဂျင့်နဲ့သွားပြောတာအဖေသားတွေစကားကိုမယုံနဲ့အေဂျင့်တွေတထေးမဟုတ်ဘူးလေပတ်စံပေးမှာတထေးသမီးရအခုတထေးနဲ့သွားစကားပြောတာသူ့ဖုန်းနံပါတ်ရလို့ဒါဆိုသမီးဘယ်လိုအဖြေထွက်လဲတထေးကြော်နဲ့အရင်ဆက်ပြီးရအဲ့မန်းလေးရမြေခွက်ကိုစာချုပ်ချုပ်ထားတာ300ကျန်သေးတယ်ပေးမလားမပေးဘူးလားတထေးကသူ့ရဲ့ဘုံကြီးကိုပြန်လျှောက်တယ်အဲ့မြေကြီးဝယ်ရမလားမဝယ်ရဘူးဆက်ရန်ဝေအဆုံးခံရမလားအပြည့်ပေးရမလားဘုံကြီးကမင်းဒီမြေခွက်ကိုဘာလုပ်မှာလဲရေတက်ဆက်ထောင်မှုကျွန်တော်ဝယ်မှာမီးလောင်တဲ့မြေကြီးမှာတဲ့ရေတက်ဆက်ထောင်ရေနဲ့မီးနဲ့ဓာတ်မတက်မင်း300ပဲအဆုံးခံလိုက်တော့သူ့ဘုံကြီးကလမ်းညွှန်တယ်တထေးက300မပေးတော့အခုနာရေတောင်းတဲ့ဖခင်ကသူ့အိမ်ဖြစ်ပြီးဆိုရင်သူရေတောင်းတယ်သူ့အိမ်မဟုတ်ဘူးတထေးအိမ်ဖြစ်ပြီးဆိုရင်ရေစက်ပိတ်လိုက်ဖွင့်လိုက်ဆိုတော့သူ့ရဲ့လောဘကထွက်လိုက်ဝင်လိုက်နောက်ပြီးဆိုအဲ့ဖခင်ကနှလုံးရောဂါအခန့်ရှိလို့အဲ့မှာပဲဘုံတော်စားတယ်ပြဿနာအားလုံးဟာကျွန်တော်တို့နှလုံးသားထဲမှာပဲရှိတယ်ဆိုတာကိုဖော်ပြချင်ခင်ဗျားတို့ဘလောက်ပဲချောလာဒေါသထွက်ပြီးဆိုရင်အယူစိတ်ပေါ်နေပြီရုပ်ဆိုးသွားပြီဆိုတာမမေ့နဲ့နှလုံးသားထဲမှာတော့လောဘလူတိုင်းရှိတယ်ဒေါသလည်းရှိတယ်မောဟလည်းရှိအပြစ်မထွက်ပါစေကဲနောက်မေးခွန်းရှိရင်မေးဖို့ဖြစ်တယ်โอเคလားအဆင်ပြေလားနားလည်လားကဲနားလည်ရင်ကျွန်တော်10မိနစ်ခဏ break ပြီးတော့ကျွန်တော်နောက်ခေါင်းစဉ်တစ်ခုဆက်သွားမယ်ဒီခေါင်းစဉ်အကုန်လုံးကဒီတနေ့တာသင်မဲ့ခေါင်းစဉ်အကုန်လုံးဟာ2026ခုနှစ် report တင်ဂုဏ်ထူးထွက်အောင်ဒီခေါင်းစဉ်ကိုသင်ပေးခြင်းဖြစ်တယ်10မိနစ်ခင်ဗျားတို့နိုင်နဲ့ကျွန်တော်နိုင်အတူတူဖြစ်ပါစေနိုင်ကကြီးတာကြာလာတာမဖြစ်ပါဘူး10မိနစ်နဲတာမနဲဘူးတော့ကျွန်တော်ကချက်တင်ချင်တယ်မြန်လေးโอเคဒါဆို10မိနစ် break လုပ်မယ်ခဏအပေါ့ပါသွားခြေတော့ tea break ကျွန်တော်အစာချောင်းနေသူကအရေရတာမရဘူးဒါကြောင့်ခဏ break 10မိနစ်နားမယ်ကျေးဇူးတင်ပါတယ်